မင်္ဂလာပါဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်လို့နော်ဘုရားသခင်ရဲ့ဂရုဏာတော်အားဖြင့်ဒီနေ့မေလ2 ရက်နေ့အထိဘုရားခင်ပို့ဆောင်တာကကျမတို့ရဲ့ခွန်အားမဟုတ်ပါဘူးကျမတို့ရဲ့ကောင်းခြင်းကြောင့်မဟုတ်ဘဲနဲ့ဘုရားသခင်ကျမတို့ကိုတနာလို့အခွင့်အရေးထပ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့မယုံကြည်တဲ့သူတွေယုံကြည်ဖို့အခွင့်အရေးရတယ်လို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာလည်းပြုပြင်စရာရှိတာများကိုပြုပြင်ဖို့အခွင့်အရေးတရက်ထပ်ရပြန်တယ်နော်အဲ့တော့အဲ့ဒီအခွင့်အရေးကိုကျမတို့ကယူတတ်မယ်ဆိုရင်ကျမတို့အသက်ရှင်ခြင်းခွင့်ရတဲ့နေ့ရက်တိုင်းတော့အလဟတ်မဖြစ်ဘူးဆိုတာကိုလည်းနားလည်ရပါတယ်ဒီနေ့မှာလည်းအသင်းတော်မှာနှုတ်ကပတ်တော်အဖြစ်ပေါင်းဖို့ဘုရားသခင်အခွင့်အရေးပေးသလိုပေါ့နော်ဒီနေ့မှာပေါင်းမစေခံဖို့အလိုငါလည်းဖိတ်ခေါ်တဲ့သက်ဆိုင်သူတို့ကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်နှုတ်ကပတ်တော်ကိုစက္ကပ်ချင်ပါတယ်တမန်တော်ရှင်ဝိညာဉ်တော်ဖျားမင်္ဂလာပါကိုရောကိုကျေးဇူးတင်တယ်အသက်ရှင်ခြင်းကိုပေးအောင်သာမကအသက်ရှင်တဲ့နှုတ်ကပတ်တော်တမန်တော်ကိုလည်းကိုရောသားသမီးတို့အားပေးသနာတော်မူသောကြောင့်ကျေးဇူးတင်တယ်ဒီနေ့ကိုရောဒတိုင်းတော်အိမ်တော်ထဲမှာကိုရောမျက်မှောက်တော်ထဲမှာကိုရောဆွဲခေါ်လက်ရှိတဲ့သားသမီးတယောက်စီတဲ့အခွင့်အရေးပေးပြီးတော့ယနေ့ရောက်လာတော့သူရောက်ဆဲအသက်တာထဲမှာလည်းအသက်ရှင်တဲ့နှုတ်ကပတ်တော်တမန်တော်အားဖြင့်သားသမီးတို့ရဲ့ယခုလက်ရှိအချိန်တို့တော်၎င်းလာမယ့်အနာဂတ်တော်၎င်းဂျေစုပြုမဲ့နှုတ်ကပတ်တော်တမန်တော်နဲ့လွတ်ချင်းခွင့်ရဖို့လုံကကောင်းချီးပေးပါနားလည်နိုင်တဲ့ဉာဏ်ပြောင်းလဲတဲ့နှလုံးသားသုံးလို့ရတဲ့တက်တာထိဂျေစုပြုအပ်တော်ကမျှော်လင့်တဲ့စက္ကတ်တဲ့ခါမှာသခင်ယေရှုဖျားမြတ်သောနာမကိုမြည်ပြီးတော့ချီးမွမ်းစက္ကတ်အနက်ပါတယ်ပါအာမင်ဒီနေ့ပါဝင်ခြင်းနဲ့နှုတ်ကပတ်တော်ကဓမ္မရာဇဝင်တတိယစာဆောင်ဓမ္မရာဇဝင်တတိယစာဆောင်ခန်းကြီး19မှာပါတဲ့အကြောင်းအရာလေးဖြစ်ပါတယ်လို့နော်ဓမ္မရာဇဝင်တတိယစာဆောင်အခန်းကြီး19မှာပါတဲ့အကြောင်းအရာလေးတွေနဲ့အတူပါဝင်ကြပါတယ်လို့နော်အဲ့တော့အခြေပြုကျမ်းချက်လေးကိုလည်းတစ်ချက်ဖတ်ချင်ပါတယ်အဲ့ဒါကတော့အေဖက်ဩဝါဒစာခန်းကြီး3အေဖက်ဩဝါဒစာခန်းကြီး3အပိုင်းငယ်20ကနေပြီးတော့21ဖြစ်ပါတယ်အေဖက်ဩဝါဒစာခန်းကြီး3အပိုင်းငယ်20ကနေပြီးတော့21နှစ်ပိုင်းကိုလည်းဒီနေ့ဖတ်ချင်ပါတယ်ငါတို့၌ပြုပြင်သောတကိုးတော်အတိုင်းငါတို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဘုရားသခင်သည်ယေရှုခရစ်အားဖြင့်အသင်းတော်၌ကဘာအဆက်ဆက်ဘုံကြီးတော်မူစေတည်းအာမင်ဆိုပြီးတော့ပါပါတယ်ဒီကျမ်းစာထဲမှာပါတဲ့အာမင်ကလူထူးထားတဲ့အာမင်မဟုတ်ပါဘူးဘုရားသခင်ကိုယ်တော်တိုင်ကထူးထားတဲ့အာမင်ဖြစ်ပါတယ်ဒီနေ့ကျမတို့တွေကအသင်းတော်တွေမှာအိမ်တော်ဝတ်တွေမှာဝတ်ပြုကိုးကွယ်တဲ့အစီအစဉ်တွေမှာစသဖြင့်ပေါ့ကျမတို့ဆောင်ရွက်တဲ့အခါမှာဆုတောင်းတဲ့အခါမှာနှုတ်ကပတ်တော်ဝင်ငါတဲ့အခါမှာကျမတို့အာမင်ထူတာရှိပါတယ်။ဂေါရိန္တုထဲမှာတော့အာမင်ဆိုတာကလည်းဟုတ်မှန်ပါ၏တဲ့။ဟုတ်မှန်ပါ၏ဟူ၍၎င်းအာမင်ဟူ၍၎င်းဆိုပြီးတော့ပြောပါတယ်။ဆိုတော့အာမင်ဟုတ်မှန်တယ်တဲ့အဓိပ္ပာယ်ကအဲ့တော့ကျမတို့အာမင်လို့ထူတာကဒါသဘောတူညီတာဒီဆုတောင်းချက်ဒီနှုတ်ကပတ်တော်ကိုကျမတို့တွေကဘာဖြစ်လဲသဘောတူညီတာဟုတ်တယ်ဆိုတဲ့ထောက်ခံချက်ပေးတာနော်ကိုယ့်ရဲ့တတ္တာထဲမှာဒီနှုတ်ကပတ်တော်ဒီဆုတောင်းချက်ဟာပြည့်စုံဖို့လို့ကမျှော်လင့်တယ်နော်ဒီဆုတောင်းချက်တွေမှန်ကန်တယ်ဒီနှုတ်ကပတ်တော်မှန်ကန်တယ်ဆိုတော့အာမင်နဲ့ကျမတို့အဆုံးသတ်တာဖြစ်တယ်အဲ့ဒါကဒီနေ့ကျမတို့ရဲ့ယုံကြည်သူတွေရဲ့အာမင်ပေါ့ဒီမှာကြတော့ဘုရားသခင်ရဲ့အာမင်ဘုရားသခင်ကိုယ်တိုင်ထူးတဲ့အာမင်ကတလွဲမရှိယုံကြည်သူတွေထူးတဲ့အာမင်ကတစ်ခါခါကြလွဲတယ်မထူးတဲ့နေရာမှာလည်းအာမင်ထူးတဲ့လူတွေအများကြီးပဲအာမင်မထူးတဲ့နေရာမှာအာမင်မထူးရမယ့်နေရာမှာလည်းအာမင်ထူးတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ဒီအာမင်ကဘုရားထူးတဲ့အာမင်ဖြစ်တဲ့အတွက်တလွဲမဟုတ်ဘူးမထူးသင့်မနဲ့ထူးတဲ့အာမင်လည်းမဟုတ်ဘူးအဲ့တော့ဒီနေ့ဘုရားကထောက်ခံထားတယ်အာမင်နော်အာမင်ဆိုပြီးထောက်ခံထားတယ်အဲ့တော့ဒီနေ့ခေါင်းစဉ်လေးတစ်ခုအနေနဲ့ဗာပေးခြင်းလဲဆိုဘုရားသခင်ပေးသနာတယ်နော်ဘုရားသခင်ပေးသနာတော်မူသည်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပါဝင်ခြင်းပါတယ်ဘုရားသခင်ဘယ်အချိန်မှာဘာကိုပေးသနာတော်မူသလဲဒီနေ့ကျမတို့အခမဲ့ရှူရတဲ့လေကျမတို့မတောင်းပါဘူးဒါပေမဲ့ဘုရားပေးသနာတယ်ဒါပေမဲ့ကျမတို့ကဒီပေးသနာတဲ့လေအတွက်ဂျေစုတင်တယ်လို့ကျမတို့ကစက္ကန့်တိုင်းတော့မပြောကြပါဘူးဒါဘုရားပေးသနာလို့နော်
ဖျားပေးသနာတဲ့ထက်မှာကျွန်တော်တို့မတောင်းမနဲ့ရတဲ့ဒီအခမဲ့ရှူရတဲ့လေဒါဖျားပေးသနာတာပဲနော်အဲ့တော့ဒါမဲ့ကျွန်တော်တို့ဒီအခုချိန်မှာအောက်ဆီဂျင်မလိုတဲ့လူတွေကဒီလေအတွက်အသေးအတန်ဖျားရှူမှာအသက်ရှူရဖို့အတွက်အသေးအတန်ဆူတောင်းစရာမလိုပါဘူးဒါမဲ့ဆူတောင်းစရာမလိုပေမဲ့ဘာလို့လဲဆိုတော့ချီးမွမ်းစရာတော့လိုပါတယ်ကျမတို့အသေးအတန်မတောင်းမဲနဲ့ကျမတို့ကိုပေးသနာတဲ့ဒီရှူရတဲ့အခမဲ့ရှူရတဲ့လေအတွက်ဂျေစုတင်တယ်လို့တော့ကျမတို့လိုက်လဲပြောဖို့တော့လိုပါတယ်ဒါဖျားပေးသနာခြင်းမှာကျမတို့အသေးအတန်မတောင်းမဲနဲ့ရနေတဲ့ရှူရတဲ့လေနော်အဲ့တော့ဖျားခင်ပေးသနာတဲ့အထဲမှာကျမတို့အသေးအတန်တောင်းပြီးတော့မျော်လင့်နေရတဲ့အရာတွေလည်းရှိတယ်နော်အေးဖက်ထဲမှာတော့ဗာပြောလဲဆိုတော့ကျမတို့တောင်းပန်ကြံစီတာချက်ပို့ပြီးတော့ပေးတယ်ဘလို့ပေးလဲဆိုတော့ပြုတ်ပြင်ပြီးတော့ပေးတာနော်ငါတို့၌ပြုတ်ပြင်တော့တကိုးတော်အတိုင်းငါတို့တောင်းပန်ကြံစီသမျှအထက်ထူးခြားစွာပြုတ်ခြင်းကတတ်တောင်းပန်ကြံစီတာထက်ထူးခြားစွာပြုတ်ခြင်းကတတ်အဲ့တော့ဒီနေ့ကျမတို့ဘုရားခင်ရှင်မှာတနာတယ်ဘုရားခင်ပေးတနာဖို့တောင်းလျှောက်တဲ့အရာတိုင်းတို့မှာဘုရားခင်ကတချို့သောအရာတွေကပြုတ်ပြင်ခံပြီးမှပေးတာဖြစ်တယ်ပြုတ်ပြင်မခံဘဲနဲ့တော့မပေးဘူးတချို့အရာတွေကပြုတ်ပြင်ခံစရာမလိုဘူးပေးတယ်တချို့သောအရာတွေကဘုရားရဲ့တဘိုးနဲ့ပြုတ်ပြင်ခံပြီးမှရယူရတဲ့အရာတွေရှိပါတယ်အဲ့တော့ခုနကပထမမှာပြောတယ်ဓမ္မရာဆိုတတိယစာဆောင်ခန်းကြီး19မှာကျွန်တော်တို့ပြန်ကြည့်ကြရအောင်ဓမ္မရာဆိုတတိယစာဆောင်ခန်းကြီး19မှာအေလိယရဲ့အသက်တာကိုတွေ့ရပါတယ်အပိုင်းငယ်7ကိုဖတ်မယ်ဆိုရင်အေလိယပြုသောအမှုနဲ့ပရောဖက်အပေါင်းတို့ကိုဓာတ်နဲ့ကွပ်မျက်သောအမှုကိုအာဟတ်သည်ယေဇဗေလအားအကုန်စင်ကြားပြောတယ်ဒါကအခန်းကြီး18မှာအေလိယကဂါလမဲထောင်မှာဒီနေ့ဘာလပရောဖက်တွေနဲ့ပြိုင်ပွဲဝင်တဲ့အရာဖြစ်တယ်။အဲဒီပြိုင်ပွဲမှာ450နဲ့1ယောက်အပြတ်သက်ကြီးกว่าတယ်။ရှင်ပြိုင်မှုလူဦးရေအပြတ်သက်กว่าတယ်။နော်4ယောက်နဲ့1ယောက်လည်းမဟုတ်40နဲ့1ယောက်လည်းမဟုတ်450နဲ့1ယောက်။နော်ပြိုင်ပွဲစီးနေစီကရဆိုရင်တော့ဒါရမတရားတဲ့ပြိုင်ပွဲဖြစ်တယ်။ဒါပေမဲ့အေလိယကိုကြည့်တဲ့အခါမှာတယောက်သေးပါပဲဒီနေ့လူပရိသတ်တစ်ဖက်မှာကြည့်တဲ့အခါမှာသူနဲ့ရှင်ပြိုင်မဲ့လူတွေကြည့်တဲ့အခါမှာ400ကျော်ကြီးမမျှဘူးဒါပေမဲ့အဲ့ဒီချိန်မှာအေလိယတုံလှုပ်သလားဆိုတော့မတုံလှုပ်ဘူးအေလိယတတိရှိနဲ့အဲ့ဒီဘာလ490နဲ့ဘာသာ20ကြားမှာရှိတဲ့လူတွေဂျားထဲမှာသူကထာဝရဘုရားဖျားခင်ဖြစ်ကြောင်းကိုတတ်တယ်ထူတဲ့ပြိုင်ပွဲလေးဖြစ်တယ်ဖျားချင်းအတူတူပါပဲကွာဆိုပြီးတော့ဘာသာ20ကြားမှာနေတယ်ဆိုတော့လူရဲ့သဘောထားအဲ့ဒါပဲကျွန်တော်တို့ခရစ်ယာန်တွေထဲမှာလည်းတချို့သောသူတွေမှာရှိတယ်ဖျားအတူတူပါပဲမတူတူတယ်ဆိုရင်ဘုရားကငါမှတပါအခြားဘုရားမကိုးကွယ်နဲ့လို့ပြောเสียအကြောင်းမရှိမတူတဲ့အတွက်ငါမှတပါအခြားဘုရားမကိုးကွယ်နဲ့လို့ပြောတာဖြစ်တယ်အဲ့တော့တချို့သောသူကဘုရားချင်းဆိုတာအတူတူပါပဲနော်ဟိုဘုရားလည်းတကိုးပြတာပဲဒီဘုရားလည်းတကိုးပြတာပဲနော်တကိုးပြတာချင်းတူရင်တောင်မှဒီနေ့အဲ့ဒီတကိုးပြတာကိုမြင်နေရတဲ့လူတွေကိုပေါ်မှာပြုတ်တဲ့အမှုရာကတော့မတူဘူးဆိုတာကျွန်တော်တို့နားလည်ရပါတယ်အဲ့တော့ဘာသာ20ကျမ်းမှာရှိတဲ့ဒီလူတွေကွက်ကွက်ပြပြသိသွားထာဝရဘုရားသခင်ဖြစ်တယ်ဆိုတာကွက်ကွက်ပြပြသိသွားဖို့အတွက်ဘုရားသခင်ကလည်းအိန္ဒိယခွင့်ပေးခဲ့တယ်အဲ့ဒီခွင့်ပေးခြင်းထဲမှာ450နဲ့1ယောက်မှာတော့အိန္ဒိယဖြုံတော့မဖြုံအေးဆေးပဲနော်အေးဆေးပဲသူအနိုင်ရခဲ့တယ်ကျွန်တော်အားလုံးသိပြီဘုရားသခင်ကမီးနဲ့ထူလိုက်တယ်သူအနိုင်ရခဲ့တယ်အဲ့ဒါလည်းပြီးရောချက်ချင်းပဲနော်ဒီနေ့450နဲ့တယောက်နဲ့ရှင်ပြိုင်တော့ကလုံးဝမကြောက်ခဲ့တဲ့အေလိယကြီးဒီဘက်မှာကြတော့အဲ့ဒီအမှုကိုပြုတ်တဲ့အခါမှာအာဟမင်းကြီးကယေဇဗေလသူ့ရဲ့ဇနီးတွေကိုပြောပြတယ်နော်အေလိယတော့ဒီလိုလုပ်ပြီးတော့prophet ငါတို့ရဲ့ prophet တွေကိုဒီလိုကွက်မြက်လိုက်ပြီအဲ့တဲ့တင်းကိုကြားပြောတယ်အဲ့တဲ့တင်းကိုကြားပြောခြင်းအမှုကရောက်လာအဲ့တော့အပိုင်းငယ်နှစ်ကိုကြည့်ရခါမှာယေဇဗေလကတဲ့နက်ပြန်နေယခုအချိန်ရောက်မှတိအသက်တည်တဲ့ထို prophet တို့အသက်ကဲတော့ငါမဖြစ်စေတယ်တဲ့ဖယားတို့သည်ငါ၌ထိုမြတ်မကပြုပါစေတော့တမန်ကိုတဲ့အေလိယထံသို့ဆေလွတ်ကြားလိုက်ပြီ
အေလိယပြန်ပြောခိုင်းတာပေါ့နော်အဲ့တော့ယေဇဗေလကအာဟကသူ့ရဲ့ခင်မွန်းတဲ့အာဟကြဒီလိုနော်ဒီငါတို့ရဲ့ဘာလပရောဖက်တွေကိုအေလိယကကွက်မြက်လိုက်ပြီအဲ့တော့ယေဇဗေလကဟုတ်လားဒါဆိုမနှက်ဖြန်သူလောက်ခဲ့တဲ့ဒီလိုအချိန်မှာပဲသူ့ကိုငါလည်းအဲ့တိုင်းပြန်ဖြစ်စေမယ်ငါတို့ prophet တို့လောက်ခဲ့တယ်လို့သူ့ကိုလည်းငါပြန်ဖြစ်စေမယ်နော်အဲ့လိုငါပြန်ဖြစ်စေမယ်အဲ့တော့အဲ့လိုမျိုးငါမလုံနိုင်ခဲ့ရင်သူကနော်မလုံနိုင်ခဲ့သူ့ကိုသူပြန်ပြီးတော့အာမခံတော့ပေါ့မလုံနိုင်ခဲ့ဖယားတို့ဒီငါ၌ထိုများမကပြုပါစေငါမလုံနိုင်နော်ဖယားတွေကငါ့ကိုထိုထက်မကဒီထက်မကငါ့ကိုဒဏ်ခတ်ပါစေပေါ့အစသဖြင့်ပေါ့ဒါကသူ့ကိုသူအာမခံပြီးတော့ပြောလိုက်တဲ့ယေဇဗေလရဲ့စကားနော်အဲ့တော့အဲ့ဒီစကားကိုဘသူကကြားသွားလဲဆိုတော့အခုနတုန်းကဘာလပရောဖက်450နဲ့မကြောက်မရွံ့မတုံမလှုပ်တယောက်တည်းနဲ့ပြိုင်ပွဲဝင်ပြီးတော့ထာဝရဘုရားခင်ဖြစ်ကြောင်းတက်သေးထူနိုင်ခဲ့တဲ့အေလိယထိုအခါအေလိယသူကြောက်တဲ့ဖြင့်တဲ့ထ၍အသက်လွတ်အောင်ယူရခရိုင်ဘေရရှေဘမြို့သို့သွား၏ကဲအခုနတော့ကတော့အေးစေပဲဒါပေမဲ့အခုချိန်မှာတော့သူဘာဖြစ်လဲကြောက်အဲ့ဒီသတင်းစကားကြားတမန်ကလွတ်ပြီးတော့ပြောလိုက်တာပေါ့ပြောခိုင်းလိုက်တဲ့အခါမှာအဲ့ဒီစကားကိုလာပြောတဲ့အေလိယတဲ့အေလိယကြားတော့ယေဇဗေလရဲ့ချိန်ချောက်မှုကြားတော့ယေဇဗေလတကယ်လုံးမှာပဲငါတို့ prophet 450မင်းလောက်ထားသလိုမင်းကိုလည်းတဲ့ငါဒီနေ့ဒီလိုချိန်မှာလဲမင်းလောက်ခဲ့တဲ့အချိန်မှာမင်းကငါပြန်လောက်ရမယ်ဆိုတော့မိန်းမတယောက်ရဲ့ချိန်ချောက်တဲ့ခုနကတော့ဘာလ450တော့မှမဖြုံခဲ့ပါဘူးသို့တော်လည်းပဲမိန်းမတူရဲ့ယေဇဗေလဆိုတဲ့မိဖုရားမိန်းမတူရဲ့ချိန်ချောက်တံကိုကြားတဲ့အခါမှာတော့ prophet အေလိပြေးပါလေရောဒီနေ့ဒီညမှာဘုရားခင်ကျွန်တော်ဘာနားလည်ခိုင်းလဲဆိုတော့တခါရတရားကြံ့ကျွန်တော်တို့အသက်တာแท้မှာကိုမထင်ထားတဲ့သေးမွားတဲ့အရာကကိုကိုပြေးเสียအကြောင်းဖြစ်စေခါကြိုက်ကြီးမားမားပြဿနာတွေကိုမဖြုံပေမဲ့ဘာမှမဟုတ်တဲ့အခက်ခဲလေးမှာလဲပြိုသွားတဲ့ခရိယန်တွေလည်းရှိတတ်ပါတယ်အဲ့တော့သူပြေးရတဲ့အကြောင်းကဘာကြောင့်ပြေးရတာလဲကြောက်စိတ်ဝင်လာလို့ပြေးရတာဖြစ်တယ်ဒီကနေ့ယုံကြည်သူပဲဖြစ်ဖြစ်အမှုတော်ဆောင်ပဲဖြစ်ဖြစ်ဘုရားရဲ့အမှုတော်ထဲမှာဘုရားသခင်ကနမိတ်လက္ခဏာတွေနဲ့ဘုရားကတတ်တယ်ပေါင်းများစွာတွေနဲ့သုံးနေတဲ့အမှုတော်ဆောင်တွေရှိသလိုထူးခြားတဲ့တတ်တယ်ခံချက်တွေနဲ့ပြောစရာစကားတွေအများကြီးရှိတဲ့ယုံကြည်သူတွေလည်းရှိပါတယ်။ဒါပေမဲ့တခါတရံကြိုက်ကျွန်တော်တို့အသက်တာထဲမှာကြောက်စိတ်ဝင်လာတတ်တယ်။ကြောက်စိတ်ဝင်လာပြီဆိုရင်တော့ဘာမှမဟုတ်တဲ့အရာလေးနဲ့လည်းကျွန်တော်တို့ကပြေးရနော်ပြေးရမြင်တော့မမြင်ရတဲ့အတန်ကြားတာနဲ့ပြေးနော်အဲ့လိုမျိုးပေါ့ကျမတို့တူလေးတွေဆိုလို့ရှိရင်သူတို့အချင်းချင်းကညပိုင်းမှာဆိုလို့ရှိရင်ကျမအိမ်ကနေသူတို့အိမ်ကိုပြန်တဲ့လမ်းမှာအဲ့မှာတရေကြီးရှိတယ်လို့ပြောရင်အတန်ကြားတာနဲ့အိမ်ဘက်ကိုပြန်ပြေးလာတယ်သူ့အိမ်ဘက်ကိုတန်းပြေးလေဘာဖြစ်လို့ကိုယ့်အိမ်ဘက်ပြန်လှည့်လာတာကျမပြောတယ်ဘာကြောင့်ပြန်လှည့်လာသူကြောက်မမြင်အောင်တော့ဒီဘက်ကနေလဲတရေရှိတယ်ဆိုတာသူ့ကိုခြောက်လိုက်တာတကယ်တော့သူလည်းမြင်ရလို့မဟုတ်ကျင့်တဲ့စိတ်ဝင်လာတဲ့အခါမှာမမြင်ရတဲ့အဲ့ဒီအရာအတွက်ဘာဖြစ်လဲနောက်ပြန်လှည့်လာတာပဲကျမပြောတယ်ငါတို့အိမ်ချမ်းထဲမှာဘာတဲမှမရှိဘူးထာဝရဘုရားပဲရှိတယ်တန်ရှင်တဲ့ကောင်းကင်တမန်ပဲရှိတယ်နော်နင်တို့ကအချင်းချင်းခြောက်လိုက်ရင်ဒါပဲတယောက်ကလည်းအချောက်ခံလိုက်ရရင်မြင်တာလည်းမဟုတ်ပဲနဲ့ဘာကြောင့်ကြောက်အဲ့ဒါကနင်တို့ရှုံးနေဖို့အတွက်လက္ခဏာပဲကျမတို့ဆုံးပါတယ်နော်ဒါငယ်သေးတာကိုသူကငယ်သေးတဲ့အတွက်ဘလို့အဲ့ဒီလူကြီးတွေမှလည်းမရှိဘူးလားဆိုရှိပါတယ်နော်မမြင်ရသေးဘူးပြောလိုက်တဲ့အတန်နဲ့ဘာဖြစ်လဲတကယ်ဖြစ်တာလည်းမဟုတ်ဘဲနဲ့မြင်လည်းမရသေးပဲအဲ့ဒီပြောလိုက်တဲ့အတန်လူတယောက်ကပြောလိုက်တဲ့အတန်လူတယောက်ကချင်းချောက်လိုက်တဲ့အတန်နဲ့ရှေ့ကိုသွားရမယ်ပန်းတိုင်ကိုမသွားပဲနောက်ပြန်လာကြအဲ့တော့ကျမပြောနင်ပြန်လာနင့်အိမ်လေးဘာဖြစ်လို့ငါအိမ်ပြန်ပြေးလာတာကြောက်တယ်နော်တယောက်ကနေပြီးတော့သူ့ကိုခြောက်လိုက်တဲ့အခါမှာသွားဖြစ်လေသူ့အိမ်မပြန်ပြေးကိုယ့်အိမ်ပြန်လဲနော်အဲ့ဒါနင်တို့ရှုံးနေမှုရဲ့လက္ခဏာပဲကျွန်တော်တို့အခုကျွန်မငယ်သေးတယ်သူတို့ဒါလေးဥပမာနဲ့ကျွန်တော်ပြောပြတယ်အေလိယရဲ့အသက်တာထဲမှာလဲကြောက်စိတ်ပါဖျားလူပဲဖြစ်တယ်နမိတ်လက္ခဏာအခုတော့ပြုတ်ခဲ့ပြီးသားပရောဖက်450ကိုမဖြုံမဲနဲ့
ဘာသာ20ကျမ်းမှာရှိပြိတ္တကြားထဲမှာခတ်တီတီနဲ့ပြိုင်ပွဲဝင်ပြီးအောင်ပွဲဆင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်ပါတယ်ယောက်ျားရင်းမာကြီးတယောက်ဖြစ်ပါတယ်သို့တော်လည်းပဲအဲ့ဒီအမျိုးသမီးတယောက်ရဲ့ချင်းချောက်တန်ကိုကြားရတဲ့အခါမှာပါဝင်လာတယ်ကြောက်စိတ်ကြောက်ပြေးတယ်နော်ကျမတို့တိမောသေနှစ်တိအပိုင်းငယ်အခန်းကြီး1အငယ်9မှာဘုရားသခင်သည်ကြောက်တတ်တဲ့စိတ်တော်ပေးသည်မဟုတ်တကိုးပါသောစိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်ပေးတယ်ဒါဘုရားရဲ့စကားဒီနေ့ကြောက်တတ်တဲ့စိတ်ဝင်လာပြီဆိုရင်တော့ဘုရားရှိရလာတာမဟုတ်နော်အဲ့တော့အေလိယအသက်တာထဲမှာလဲဘုရားရှိရမလာတဲ့ကြောက်တတ်တဲ့စိတ်ဝင်လာတဲ့အခါမှာသူလည်းပြေးရတယ်နော်အဲ့တော့တခါတရံကြရင်ကျမတို့အသက်တာထဲမှာနော်ဆရာမတူဝင်ငှတယ်လို့ပေါ့လူတယောက်ဟာတဲ့စိတ်နှလုံးလဲကောင်းတယ်တဲ့အကျင့်လဲကောင်းတယ်ဖြောက်လဲဖြောက်မှတ်တယ်တဲ့ဒါပေမဲ့ကြောက်စိတ်ရှိရဆိုရင်သူ့ရဲ့အသက်တာထဲမှာစာတန်ဝင်ပေါက်ရသွားမယ်စာတန်ဝင်ပေါက်ရတတ်တယ်နော်တက်မှတ်တဲ့စိတ်ဒီစာတန်ဝင်ဖို့လွယ်တယ်ကြောက်တဲ့စိတ်ဒီစာတန်ဝင်ဖို့လွယ်တယ်ကျမတို့အသက်တာထဲမှာယူရရှကာယုရဲ့အသက်တာထဲကိုထိလိုက်စာတန်ဘာလို့စာတန်ဒီသူ့ရဲ့ထဲဝင်လေ၏ဘာလို့ဝင်တာတက်မှတ်တဲ့စိတ်တက်မှတ်တဲ့စိတ်ရှိရင်လဲစာတန်ဝင်လာဖို့လွယ်တယ်ခရိယန်တယောက်ရဲ့အသက်တာထဲမှာယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာနော်ကြောက်တဲ့စိတ်ရှိရင်လဲစာတန်အခွင့်ရရတတ်တယ်ခွင့်ရတတ်တယ်အဲ့တော့ဒီနေ့ကျမတို့အသက်တာထဲမှာစာတန်အခွင့်ရမယ့်အရာအားလုံးကိုတမာတတိနဲ့ကျမတို့ကပြန်လဲတွန်းလှန်ဖို့ဖြစ်တယ်အဲ့တော့အေလိယအမျိုးသမီးတယောက်ရဲ့ချင်းချောက်တန်ကြောက်စိတ်ဝင်လာပြီကြောက်စိတ်ဝင်လာတဲ့အတွက်ဘာဖြစ်လဲသူပြေးတယ်နော်သူပြေးတယ်အဲ့တော့ဖယားကသူ့ကိုပြေးခိုင်းတာတော့မဟုတ်ပါဘူးဒါပေမဲ့ဖယားအခွင့်ပေးလိုက်ပြီပေါ့နော်ဒီအမှုရာထဲမှာအေလိယဘယ်လိုဆက်လျှောက်လမ်းမလဲဖယားခွင့်ပေးလိုက်တာဖြစ်တယ်ဒါ့ဒီနှုတ်ကပတ်တော်ဆင်ခြင်နဲ့ကျမတို့သတိထားရမှာကကြောက်စိတ်ဝင်လာရင်ကျမတို့ရပါဖြစ်လဲခြေမကင်မိလက်မကင်မိဖြစ်တတ်ပါတယ်အဲ့တော့ကြောက်စိတ်ဝင်လာပြီဆိုရင်အန္တရာယ်ရှိတတ်ပါတယ်တမတ်ချင်းနဲ့ရှိပြီဆိုလဲအန္တရာယ်ရှိပါတယ်ကိုယ့်ရဲ့တတထဲမှာအဲ့တော့ဒီနေ့ကျမတို့အဲ့ဒါတွေဝင်လာပြီဆိုရင်ဘုရားခင်ကျမတို့သတိပေးပါတယ်အဲ့လိုသတိပေးတဲ့အချိန်မှာတော့တမာသတိရှိမယ်ဆိုတော့လွတ်မြောက်မယ်ဆိုတာလည်းပြောပြချင်ပါတယ်အဲ့တော့ကြောက်စိတ်ဝင်လာတဲ့အခါမှာနော်သူပြေးတယ်အဲ့တော့အသက်လွတ်အောင်ယူရခရိုင်ဘေရရှိဘမြို့သူပြေးတယ်အသက်လွတ်အောင်သူ့ကိုတတ်မယ်လို့ပြောတဲ့အတွက်သူလည်းဘာဖြစ်လဲအသက်မခံအောင်ပြေးတာပေါ့နော်သူဘေရရှိဘမြို့ပြေးတယ်ထိုမျိုး၌ဂျုံကိုထားခဲ့တယ်သူနောက်လိုက်ဂျုံကိုထားခဲ့လိုက်မင်းကငါနဲ့ပြေးမနေတော့နဲ့ငါပဲပြေးမယ်ငါ့ကိုတတ်မယ်လို့ပဲပြောတာမင်းကိုတတ်မယ်လို့ပြောတာမဟုတ်တဲ့တော့ငါပဲပြေးမယ်မင်းကတော့ဒီမှာနေခဲ့တော့ငါနဲ့တူမပင်ပန်းမခံနဲ့ပေါ့နော်ဒါလေးကတော့အေလိယရဲ့စိတ်ထားလေးပေါ့နော်နောက်တစ်ချက်အပိုင်းငယ်လေးကိုကြည့်တဲ့အခါမှာသူကိုယ်တိုင်ဒီတဲ့တောသို့တနေ့ခရီးသွားပြီးလေရတံပင်အောက်သို့ရောက်၍ထိုင်လေ၏နော်အဲ့တော့သူကိုယ်တိုင်ဆက်ကြုံမပါဘဲနဲ့တယောက်တည်းဆက်သွားတယ်နော်တနေ့ခရီးတနေ့ကုန်သွားတာပေါ့တနေ့ကုန်သွားခြေဦးတဲ့နော်ခုနသူသွားမယ်ဆိုရဘေရရှိဘမြို့သူစိတ်ထဲမှာအဲ့ဒီမြို့ကနေပြီးတော့သူကိုယ်တိုင်တောဘက်ကိုတစ်ခါပြန်သွားနော်တနေ့ခရီးတဲ့နော်တနေ့လုံးသူသွားနေအဲ့တော့ဘယ်နာရောက်လာလဲဆိုတော့ရတံပေအောက်ကိုရောက်လာတဲ့အခါမှာသူထိုင်တယ်အဲ့တော့ထိုင်ပြီးတော့သူဘာဆုတောင်းတယ်ဆုတောင်းဖို့သူဖြစ်လာတယ်ထိုင်ရင်တဲ့သူဆုတောင်းတယ်နော်သူကြောက်လို့ပြေးတယ်နော်သူအသက်လွတ်ဖို့အတွက်သူပြေးတယ်အဲ့တော့သူပြေးရင်းနဲ့နော်သူဆုတောင်းတယ်ဒီရတံပေအောက်ရောက်လာတဲ့အခါမှာသူဆုတောင်းတယ်သူအခါတဲ့ကိုယ်အသက်သေးရမိကြောင်းဆုတောင်းတယ်နော်အသက်လွတ်ဖို့ပြေးတယ်အသက်သေးဖို့ဆုတောင်းတယ်သူအသက်လွတ်ဖို့ပြေးတာကတော့သူများတက်လို့တော့မသေးချင်ဘူးကိုတော်ပဲဒီတိုင်းရုပ်သိမ်းပါပေါ့ဒီလိုမျိုးပေါ့နော်အဲ့တော့ကျွန်ုပ်အသက်ကိုသိမ်းယူတော်မူပါကျွန်ုပ်ဒီဘိုးဘေးတို့ထက်သာ၍မကောင်းပါဟုမြည်တမ်းလင်နော်သူဆုတောင်းတယ်အဲ့ဒီရတံပေအောက်မှာသူဆုတောင်းဒီနေ့ကျမတို့လည်းကြောက်စိတ်တွေဝင်လာတဲ့အခါမှာအခက်ခဲတွေတွေ့လာတဲ့အခါမှာပြဿနာတွေကြုံလာတဲ့အခါမှာကျမတို့လည်းဘာဖြစ်လဲလှုပ်ရှားနေဆုတောင်းကြတယ်နော်ဒါကသူလည်းလှုပ်ရှားနေပေါ့သူ့ကိုယေဇဗေလကချိန်ချောက်လိုက်တဲ့စကားတောင်သူကြားတဲ့အခါမှာသူလည်းသူ့အသက်လွတ်ဖို့အတွက်သူလှုပ်ရှားရင်းနဲ့ဘာဖြစ်လဲခဏလေးငြိမ်နေတဲ့အချိန်မှာသူဆုတောင်းလိုက်ရတံပေအောက်မှာသူငြိမ်သွားပြီနော်သူသွားတယ်တနေ့ခီးသွားနဲ့ဘယ်လိုဆက်သွားမလဲသူစဉ်းစားရင်းနဲ့သွားနေမှာပေါ့
စဉ်းစားနေတဲ့သူလှုပ်ရှားနေတဲ့သူငြိမ်သွားပြီဘယ်ချိန်မှငြိမ်သွားတယ်ရတန်ပင်အောက်မှာသူငြိမ်သွားတဲ့ခါမှာသူဆူတောင်းတယ်သူငြိမ်တဲ့ခါမှာသူဆူတောင်းသူဆူတောင်းတာပါလေဒီအသက်လွတ်ဖို့အတွက်သူတနေ့ခရီးသွားတဲ့ခါမှာသူပင်ပန်းလာပြီဆိုင်ကယ်နဲ့လည်းပြေးတာလည်းမဟုတ်ကားနဲ့ပြေးတာလည်းမဟုတ်စပိန်နဲ့ပြေးရမဟုတ်ခြေချင်လေသူတို့ခက်တော့ခြေချင်တနေ့ခရီးဆိုတော့ဒါမောပြီပေါ့ရိုးရိုးခရီးလည်းမဟုတ်ဘူးလေနော်ဟိုဧည့်သည်သွားကြိုရမယ့်ခရီးလည်းမဟုတ်ဘူးလေနော်ဟိုမှာရိတ်ခါတွေရှိရလာယူပါဆိုတဲ့ခရီးလည်းမဟုတ်ဘူးလေပြေးရတဲ့ခရီးလေပြေးရတယ်ဆိုစိတ်ထဲမှာမတက်မတာနဲ့ပြေးသွားနေရတဲ့ခရီးဖြစ်တဲ့အတွက်ဒီမှာစိတ်တွေအရန်ပင်ပန်းစိတ်ပဲပင်ပန်းလားဆိုတော့ဒီအသက်ချင်းချောက်ခါရတဲ့အတွက်စိတ်လည်းပင်ပန်းတယ်လို့ဒီအသက်လွတ်ဖို့တော့သွားရတဲ့ခန္ဓာမှာလည်းပင်ပန်းတယ်ခန္ဓာကစိတ်ကပင်ပန်းနေပြီသူအဲ့တော့ခန္ဓာကစိတ်ကပင်ပန်းလာတဲ့အခါမှာသူ့ရဲ့ဆုတောင်းချက်ကဘာပဲရှိသေဖို့ပဲတောင်းတော့ဒီနေ့ကျွန်တော်လောကမှာလည်းခန္ဓာကိုစိတ်ကိုအယံပင်ပန်းလာပြီးဆိုရင်တော့ကျမတို့ယုံကြည်သူဖြစ်လင်ကစားကျမတို့တောင်းတတာပါပဲတောင်းတလို့ဒီလားခေါ်လိုက်ပါရုပ်သိမ်းလိုက်ပါကျမတို့လည်းပြောတတ်ကြတာပဲနော်အဲ့တော့အသက်ကြီးတဲ့လူတွေကဘာပြောလဲနော်သေပြောပါပြီသေပြောပါပြီတဲ့သေရတာပြောတယ်ပေါ့အတိတ်ပဲသေပြောပါပြီဆိုတဲ့အတိတ်ပဲဒီချိန်မှာသေရရင်ပြောတယ်ဒါဆိုရှင်ရတာမပြောတော့ဘူးပေါ့သူကအတိတ်ပဲကသေရတာပြောတယ်ဒီချိန်မှာတော့သေပြောပါပြီလို့ပြောတဲ့လူတယောက်ကသူ့ရဲ့အသက်တာအထဲမှာဘာဖြစ်လဲခန္ဓာလည်းပင်ပန်းလာပြီစိတ်လည်းပင်ပန်းလာပြီနော်ငါတို့အသက်လည်းဒီလောက်ရှိလာပြီဆိုတော့သေပြောပါပြီသေရတာပြောပါပြီလို့ပြောတဲ့လူကဒါအသက်ငယ်တဲ့အပိုင်းတော့မဟုတ်တော့အသက်ငယ်တဲ့အပိုင်းကတော့ရှင်ကျင်သေးတယ်နော်ဒီနေ့ကျတော့မသေးကျင်သေးဘူးနော်မသေးကျင်သေးဘူးဒါပေမဲ့ဒီချိန်မှာခန္ဓာကိုစိတ်ကိုပင်ပန်းလာပြီဆိုရင်တော့ဗာလဲသိခြင်းပြီအေလိယတောင်းတယ်ကျွန်တော်အသက်သေရမိကြောင်းဆုတောင်းတယ်သူဆုတောင်းတာသေဖို့ဆုတောင်းတာနော်သူစိတ်ကိုခန္ဓာပင်ပန်းပြီစိတ်ကလည်းပင်ပန်းနော်ပြီးတော့အဲ့ဒီလွတ်ဖို့တော့သွားရတဲ့ခရီးအတွက်ခြေလျှောက်တော့ခန္ဓာလည်းပင်ပန်းဒီနေ့ကျမတို့ရဲ့မျက်မှောက်ကာလမှာစိတ်ကိုခန္ဓာကိုပင်ပန်းနေတဲ့သူတွေအများကြီးပါပဲနော်တခါလေကြိုက်ကျမတို့တွေတယောက်နဲ့တယောက်တွေ့ရတဲ့အခါမှာရည်ပြုံးနေရပေမဲ့အထဲမှာပင်ပန်းနေတဲ့သူတွေအများကြီးရှိပါတယ်နော်အဲ့တော့တခါလေကြိုက်အချင်းချင်းတွေ့တဲ့အခါမှာကျမတို့အတက်နိုင်ဆုံးရည်မောပြီးတော့စကားပြောနေရပေမဲ့တချို့သောအခက်ခဲကြအထဲမှာတော်တော်ပင်ပန်းဖြတ်နေရတဲ့သူတွေရှိပါတယ်နော်အဲ့တော့ဒီကနေ့ခန္ဓာကိုစိတ်ကိုပင်ပန်းလာတဲ့အခါမှာငါယုံကြည်သူပဲသေငရဲသွားမှာမဟုတ်တာသေရပါပြီနော်အေလိယလည်းဒီလိုပဲတွေးမှာပေါ့အသက်သေမိကြောင်းသူဆုတောင်းတယ်နော်သူဘလို့ဆုတောင်းလဲအခုကျွန်တော်တန်ပါပြီတဲ့ဒီလောက်လောက်ရရင်ကျင်တတ်ပါပြီပေါ့နော်ငါတို့လောကမှာဒီလောက်အသက်80ရပြီအသက်80ကျော်80ရပြီအဲ့လိုမျိုးပါနော်တချို့ရပြီငါမိသားစုတက်အဲ့လောက်ငါလောက်ခဲ့ပေးပြီပဲဒီချိန်မှာဖျားခေါ်ရင်လည်းငါပြန်ဖို့စဉ်းစားမယ်အမှုတော်ထဲမှာငါတတ်တဲ့လောက်ဒီလောက်အစေခံပြီးပြီဒီချိန်မှာဖျားခေါ်ရင်လည်းကျင်တတ်ပြီဆိုတဲ့သူတွေအများကြီးပါပဲအေလိယလည်းအဲ့လိုပြောပါတယ်တန်ပါပြီရတာပါပြီကျွန်တော်ရပြီကျင်တတ်ပြီကျွန်တော်ဒီလောက်အမှုတော်ထဲမှာအစေခံရပြီအခုနပဲမကြခင်တုန်းကပဲကာလမဲတောင်မှာကြီးမားတဲ့အောင်ပွဲကြီးကျွန်တော်ရခဲ့ပြီရပါပြီကိုတော့နော်တန်ပါပြီဒီလောက်ဆိုကျွန်တော်ကျင်တတ်ပါနော်အဲ့တော့တဲ့ကျွန်တော်ကတဲ့ဘိုးဘေးတို့ထက်လည်းတာယူကောင်းပါဘူးရှေ့မှာကျွန်တော်ရဲ့ရှေ့မှာရှိတဲ့ဘိုးဘေးတွေယုံကြည်သူဘိုးဘေးတွေဘာလဲအတ္တတာမစုံလင်ဘူးဆိုတာကတော်ပါသေးတယ်သူတို့ထက်ကျွန်တော်ကပုံမစုံလင်ပါဘူးတဲ့သူနှိမ်ချတာပေါ့ကျွန်တော်လည်းအယမ်းမကောင်းပါဘူးဘိုးဘေးတို့ထက်ကျွန်တော်မစုံလင်ပါဘူးတဲ့နော်ဒါကြောင့်မလို့တဲ့နော်ဒီနေ့ तू အဲ့လိုသူ့ကို तू နှိမ်ချပြီးတော့အဲ့တော့ तू မိတန်းပြီးတော့သေဖို့အတွက် तू ဆူတောင်းရင်းနဲ့အပိုင်ငယ်9ရောက်လာတဲ့ခါမှာရတန်ပင်အောက်မှာအိပ်ပျော်သွားပါလေဆူတောင်းပြီးလဲဆူတောင်းပြီးတော့ तू ဘာဖြစ်လဲအိပ်စိတ်တုံချလိုက်တယ်ဆူတောင်းဖျားသခင်ဒီထာဝရဘုရားသည်ဖျားသခင်ဖြစ်တော်မူသည်လို့ तू ကဒီနေ့တက်တည်ထူတဲ့အခါမှာ तू ဆူတောင်းတဲ့အခါမှာဘုရားခင်ကောင်းငင်နဲ့မိကြခိုင်းတယ်အဲ့ဒီတက်တည် तू မှာရှိတယ်အခုလည်း तू သေဖို့ဆူတောင်းတယ် तू အသက်ကိုရုပ်သိမ်းဖို့ဆူတောင်းတဲ့အတွက်ဘာဖြစ်လဲ तू အိပ်ပဲပြန်နိုးတော့မှာမဟုတ်ဘူးဘာဖြစ်လဲအဲ့ဒီတော့မှလည်းဘုရားခင်သူ့ရဲ့ဆူတောင်းချက်ကိုအဖြေပေးခဲ့တယ်လေမိကြဖို့ဆူတောင်းတဲ့အခါမှာမိတကယ်ကြတာလေနော်မိတကယ်ကြတာလေနော်
အဲ့တော့သူဆုတောင်းခဲ့တဲ့အရာအရှိမသူတတ်သိရခဲ့တယ်လေသူအဲ့လိုဆုတောင်းအဲ့လိုဓာတ်ရိုက်ဖရားလုပ်တယ်တတ်သိသူရခဲ့တယ်အခုလည်းပဲသူဆုတောင်းပြီးတော့ဘာဖြစ်လဲစိတ်ချသွားပြီအိမ်မယ်ငါပြန်လို့တော့မဟုတ်ဖရားကသူ့ဝိညာဉ်ရုပ်သိမ်းမယ်လို့ပဲဘာဖြစ်လဲသူစိတ်ချထားတာဖြစ်ပါတယ်နော်စိတ်ချမှုရှိတဲ့ဆုတောင်းချက်ဖြစ်တယ်တခါတည်းကြရင်ယုံကြည်ခြင်းနဲ့စိတ်ချစွာဆုတောင်းပါတော့လဲပဲရတဲ့အဖြစ်လွဲနေတဲ့အခါရှိတယ်အဲ့ဒီခါမှာငါယုံကြည်ခြင်းနဲ့တောင်းတာလေငါတကယ်ဖျားပေးမယ်ဆိုတာစိတ်ချအဲ့လိုစိတ်ချဆိုတာငါတောင်းရတာနဲ့ဘာကြမဖြစ်လာတာလေဒီနေ့ကြွားကိုအမှုတော်ထဲမှာမေခွန်းထုတ်တယ်အမှုတော်ဆောင်ခြင်းတွေရှိတယ်လို့ယုံကြည်သူတွေလည်းရှိပါတယ်နော်သူအားတဲ့မယုံတယုံနဲ့တောင်းတာမဟုတ်ဘူးနော်တဲ့စိတ်နှစ်ခွနဲ့လည်းတောင်းတာမဟုတ်ဘူးနော်ကျမ်းစာမှာလည်းပြောတယ်လေယုံကြည်ခြင်းနဲ့မတောင်းမရဘူးစိတ်နှစ်ခွရှိရင်လည်းမရဘူးလို့ပြောတာအဲ့တော့ तू ကအဲ့ကျမ်းစာတွေကင်ပြီးတော့ကျွန်မကိုမေးခွန်းထုတ်စိတ်နှစ်ခွလည်း तू မရှိဘူးနော်တကယ်ယုံတာနော်ဖခင်တတ်နိုင်တယ်ဆိုတာတကယ်ယုံတာနော်အဲ့ဒီတောင်းတဲ့အတိုင်းလုပ်မယ်ဆိုတာလည်းတကယ်စိတ်ချတာနော်တဲ့ဒါပေမဲ့ဘာဖြစ်လို့ဘုရားသခင်ကမလုပ်တာလဲဘုရားခင်ဘာဖြစ်လို့ယေရှုတောင်းချက်ကိုယေရှုမပြုတာလဲတာမန်ယုံကြည်သူတယောက်ကမေခွန်းထုတ်တာမဟုတ်ပဲနဲ့လောက်ဖို့ဆောင်ပဲအမှုတော်ဆောင်တော်မှာကိုယ့်ထက်စီနီယာကကျွန်တော်မေခွန်းထုတ်တာဖြစ်တယ်နော်ကိုယ့်ထက်စီနီယာသူတို့တွေကျွန်တော်တို့ထက်ရှေ့မှာကြာပြီးတော့အမှုတော်ထဲမှာကိုယ့်ထက်အတွေ့အကြုံအများကြီးရှိတဲ့အမှုတော်ဆောင်တယောက်ကကျွန်တော်မေးပါတယ်နော်မေးတဲ့အခါမှာကျွန်တော်လည်းဒီမှာဒီကအဖြေလိုပဲဖြေပေးပါတယ်အေလိယစိတ်ချရှေ့မှာသူဆုတောင်းခဲ့တယ်တောင်းတဲ့အတိုင်းဘုရားကကွတ်တိသူယုံတယ်လေသူ့ဖျောက်သူယုံတယ်ထာဝရဖျောက်သူယုံတယ်450ရှေ့မှာဘာလို့မဖြုံတာလဲအရှက်မကွဲဘူးဆိုတာသူကောင်းကောင်းသိတယ်ဖျားသခင်ကဘလို့ဖျားလဲဆိုတော့သူသိတယ်မီးတောင်းရင်ရေပေးမဲ့ဖျားမဟုတ်ရေမီးတောင်းရင်မီးကိုပဲချပဲဖျားမိုးရွာဖို့တောင်းရင်မိုးကိုရွာစေပဲဖျားမိုးရွာဖို့တောင်းတဲ့အခါမှာမီးပေးတဲ့ဖျားမဟုတ်ဆိုတော့သူသိတယ်အဲ့တော့မီးရစ်ပလင်မှာမီးကြဖို့ဆူတောင်းတာရေကြဖို့ဆူတောင်းတာမဟုတ်ဘူးမီးကြဖို့ဆူတောင်းတဲ့အတွက်တကယ်ပဲမီးကြသူစိတ်ချလဲဖျားဒီလိုအသက်သေးတဲ့ဒီလိုအဖြစ်ရခဲ့တဲ့ဒီချိန်မှာလဲရတန်ပင်အောက်မှာသူဆူတောင်းတယ်တမ်းပါပြီကျွန်တော်ဒီလောက်လောက်ရရင်ချိန်နဲ့ပါရပြီကိုတော့ကျွန်တော်ဒီလောက်သုံးတဲ့အတွက်ချိန်နဲ့ကျွန်တော်ဘာမှတော့မဟုတ်ဘူးဘိုးပြီးတော့လောက်လည်းမပြည့်စုံဘူးအားနဲ့ချက်တွေတိတ်များတဲ့ကျွန်တော်ဒီလောက်သုံးခဲ့ချိန်နဲ့တယ်အခုချိန်မှာတော့ကျွန်တော်ရဲ့ဝိညာဉ်ကဖြစ်နေတိတ်လိုက်ပါတော့ခန္ဓာကိုယ်စိတ်ပေါ်ပင်ပန်းလာပြီလေပင်ပန်းလာပြီလေပင်ပန်းလာတဲ့အခါမှာမျောလင့်စရာကအဖအိမ်တော်ပြန်ဖို့ဆိုတဲ့ဆုတောင်းချက်ပဲရှိတယ်အဲ့ဒီချိန်မှာဘုရားသခင်ထံကလာတဲ့အဖြေကတော့တက်ဆယ်လွဲပါတယ်သူစိတ်ချတယ်နော်စိတ်ချလက်ချနဲ့တောင်းတယ်ငါတောင်းတဲ့ဆုဘုရားကပေးမှာပဲဘုရားတတ်နိုင်တယ်စိတ်မချလို့လည်းမဟုတ်ဘူးနော်စိတ်နဲ့ကြွတယ်လည်းမဟုတ်ဘူးနော်တကယ်တောင်းခဲ့တာပါဒါမဲ့ရတဲ့အဖြေကတော့ပြန်နိုးလာပါတယ်ဘုရားသူ့ရဲ့အသက်ဝိညာဉ်ကိုမယုတ်သိမ်းပါဘူးသူပြန်နိုးလာတယ်နော်အဲ့ရတန်ပင်အောက်မှာသူအိပ်ပြတဲ့ခါမှာကောင်းကင်တမန်ကထ၍စားတော်ဟုသူ့ကိုတို့လျက်ဆိုတယ်သူအိပ်ပြတဲ့ချိန်မှာသူစိတ်ချတာကအခုသူဆုတောင်းပြီးပြီသူ့ရဲ့အသက်ဝိညာဉ်ယုတ်သိမ်းဖို့အတွက်သူစိတ်ချတယ်စိတ်နဲ့ကြွနဲ့တောင်းတာမဟုတ်ပါဘူးနော်အရှိရတတ်သေးတွေလည်းသူရခဲ့တယ်အဲ့တော့ဒါပေမဲ့သူ့ရဲ့ဆုတောင်းချက်တိုင်းဖျားအလုံးမလုပ်ပါဘူးသူ့ရဲ့ဝိညာဉ်မယုတ်သေးဘူးကောင်းကင်တမန်ကိုဆေလို့ပြီးတော့လာတို့တယ်နှိုးတယ်အေလိယထားအောင်ပြီးတော့ဘာဖြစ်လဲစားပါအောင်နော်ဖျားပေးသနာပါတယ်ဖျားပေးသနာတာကဒီနေ့ကျမတို့တောင်းနေတာထက်သာ၍ကောင်းတဲ့အရာပေးသနာတဲ့ဖျားခင်ဖြစ်ပါတယ်အေလိယကအသက်သေးဖို့တောင်းတာဖြစ်တယ်တချို့သောဆုတောင်းချက်တွေကတောင်းတဲ့အတိုင်းမဖြစ်လာတော့စိတ်တက်ကြဖို့မဟုတ်ပါဘူးအဲ့ဒီတောင်းတဲ့ဆုထက်သာ၍ကောင်းတဲ့အစီအစဉ်ဖျားကျမတို့အတွက်မိသားစုအတွက်အသင်းတော်အတွက်တိုင်းနိုင်ငံတော်အတွက်ပြင်ဆင်ပေးထားပြီးသားရှိလို့ဖြစ်ပါတယ်ဒါပေမဲ့တခါလေကျက်နားမလဲစိတ်တက်ကြသွားတယ်အဲ့တော့အေလိယရဲ့ဆုတောင်းတဲ့ဒီဆုတောင်းချက်မပြည့်ဘူးပေါ့ပြောရမယ်ဆိုတော့သူအသက်ကိုရုပ်သိမ်းဖို့သူဆုတောင်းမိမဲ့ဘုရားကအဲ့ဒီဆုတောင်းချက်ကိုအပြည့်မပေးပါဘူးအဲ့တော့ဒီနေ့ကျမတို့ယုံကြည်သူတွေကျမတို့အမှုတော်ဆောင်နေ
တခါတရံကျကျွန်တော်လည်းစိတ်နှခွမရှိဘဲနဲ့ဖျားပေါ်မှာတကယ်စိတ်ချပြီးဂတိတော်တို့ဆွဲကင်ပြီးဆူတောင်းနေတဲ့အခါမှာအဲ့ဒီဆူတောင်းချက်ကိုအပြေမပေးခြင်းဟာဖျားသခင်ကကျွန်တော်တို့ကိုမချစ်လို့မဟုတ်ပါဘူး။တာ၍ကောင်းကျွန်တော်တို့ဆူတောင်းထားတာထက်တာ၍ကောင်းတဲ့အပြေတာ၍ကောင်းတဲ့အစီအစဉ်ကျွန်တော်တို့အတွက်ကျွန်တော်အသင်းတော်အတွက်ကျွန်တော်မိသားစုအတွက်ကျွန်တော်တိုင်းနိုင်ငံတော်အတွက်စီစဉ်ထားပြီးသားရှိလို့ဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကဒီနှုတ်ကပတ်တော်ဖတ်ရင်းနဲ့နားလည်လာတဲ့အခါမှာစိတ်ချမ်းသာရမှာဖြစ်တယ်။နားမလည်စိတ်မချမ်းသာဘူး။အဲ့တော့သူ့ကိုတို့ပြီးတော့တဲ့နော်စားခိုင်းတယ်အပိုင်ငယ်6မှာအိန္ဒိယသည်မျောကြည့်တော့အခါမီးနဲ့ဖုတ်တော့မုတ်ပြားနဲ့ခေါင်းရင်းနဲ့ရေဘူးရှိသူမြင်ရစားတောက်ပြီးမှတစ်ဖက်အိတ်တယ်ဟုတ်ပြီနော်ခန္ဓာပင်ပန်းနေတဲ့ချိန်မှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အရာပေးသနာတဲ့ဘုရားခင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ခန္ဓာပင်ပန်းတဲ့အခါမှာလေဘုရားခင်ပေးသနာပါအေလိယတောင်းတာကအသက်ဝိညာဉ်ရောက်သိမ်းဖို့တောင်းတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကအေလိယကိုအဲ့ဒီချိန်မှာရတပင်အောက်ကနေအိမ်တော်ပြန်ဖို့အစီအစဉ်မရှိဘူးဘုရားသခင်အစီအစဉ်ကဂျော်ဒန်ကိုကြော်ပြီးတော့အဲ့ဒီကနေပြီးတော့အရှင်လက်လက်ကောင်းကင်နိုင်ငံကိုပြန်ခေါ်ဖို့အစီအစဉ်ရှိတာဖြစ်တယ်ဒါပေမဲ့အေလိယမသိတာသင်ပြီးပြန်လာတဲ့အရှင်လက်လက်ပြန်လာကပို့ပြီးတော့မဖြစ်လဲအခွင့်အရေးကောင်းလေတခါလေကြိုက်ကျမတို့တွေကတချို့သောသူများလို့အခွင့်အရေးမရတာကိုကျွန်တော်တို့မျက်နှာသာမရှိလို့ထင်တာမဟုတ်ဘူးနော်ဖယားရဲ့မျက်နှာသာရှိတယ်နော်အဲ့တော့ကျွန်မဒီတရားဟောရာကျောင်းဖတ်တဲ့အခါမှာမောရှေခန္ဓာပြုမဝင်ရဘူးမောရှေပြောတယ်ငါလေတဲ့ခန္ဓာပြုဝင်ရမယ်မျောလင်းချက်နဲ့နင်တို့ကိုခေါ်လာတာဒါပေမဲ့လမ်းမှာလိုင်းနဲ့စစ်တာတခုပြီးတခုဖယားကလည်းစာမွဲစစ်တာလည်းမပြီးနိုင်တော့ဘူးကျွန်တော်တတ်တာမှလည်းအဲ့လိုပါပဲယုံကြည်သူအသက်တာဒီတခုစစ်ပြီးလို့ပြီးပြီလားမပြီးဘူးနောက်ထပ်ထပ်စစ်အောင်ပါဘုရားသခင်ကနော်အဲ့လိုမျိုးပေါ့ဒီနေ့ကျမတို့အခုခေတ်ကလေးတွေပြောသလိုပေါ့နင်တို့တွေကဟဲ့တခုသင်ပြီးနောက်တစ်ခုကသင်စရာချက်ပေါ်လာတာပဲကျမတို့ကလေးတွေကိုပြောလို့နော်သူတို့မှဒါသင်ပြီးနောက်ထပ်သင်စရာချက်ပေါ်မိဘတွေကလည်းတတ်စေချင်တဲ့အတွက်နောက်တစ်ခုသင်တော့ချက်ပေါ်တယ်မပြီးနိုင်တော့မပြီးအလောက်တာမရသေးတာသင်တန်းညာမပြီးသေးဘူးနော်အခုခေတ်ကလေးတွေတနာစရာကောင်းနော်အဲ့တော့ဘာဖြစ်လဲအလုပ်တစ်ခုလုပ်ဖို့ဘာအတွေ့အကြုံရှိလားညာအတွေ့အကြုံရှိလားမင်းအောင်ပါဆိုတော့ဘာဖြစ်လဲအဲ့ဒါလေးလို့ရဖို့အတွက်သင်ရတာမပြီးတော့နော်ဒီနေ့ကျမတို့ရဲ့အသက်တာမှာလည်းအဲ့လိုပါပဲဘုရားခင်ကတစ်ခုပြီးတစ်ခုသင်ပေးနေတယ်နော်ဆွဲခေါ်နေပါအဲ့တော့ဒီခန္ဓာပင်ပန်းနေဘုရားသခင်ကဒီအေလိယခန္ဓာပင်ပန်းနေစိတ်ကလည်းပင်ပန်းနေသိတယ်နော်ဘုရားသခင်ကသူ့ကိုပင်ပန်းနဲ့ပဲဒီညှိုးငယ်စွာနဲ့အိမ်တော်ပြန်စေခြင်းနဲ့ဘုရားမဟုတ်အဲ့တော့အဲ့ဒီရတပင်အောက်မှာသူ့ရဲ့ဆုတောင်းချက်ကိုဘုရားသခင်ကဘာဖြစ်လဲတိကျစွာသူ့ဆုတောင်းတဲ့အတိုင်းလုပ်လိုက်မယ်ဆိုရင်တစ်ဖက်မှာသူအရှင်လက်လက်ကောင်းကင်နိုင်ငံတက်ဖို့အခွင့်အရေးဆုံးရှုံးသွားမှာဖြစ်တယ်အဲ့တော့ခုနပြောလို့မောရှေကငါတဲ့မင်းတို့နဲ့တူတဲ့နော်ခန္ဓာပြုဝင်ဖို့အတွက်ပင်ပန်းခံပြီးတော့သူဥဆောင်လာဒါပေမဲ့ဘုရားကတခုပြီးခုစစ်ရင်းနဲ့တချို့သောနေရာမှာသူဘုရားကရဲ့စာမွေးမှာသူရှုံးသွားတာရှိတယ်အဲ့ဒီအရှုံးကြောက်သွားပါဖြစ်လဲမင်းခန္ဓာပြုဝင်ရတော့ဘူးဘုရားကသူပြောလိုက်ပါတယ်လူအနေနဲ့စိတ်မချမ်းသာစရာဒီလောက်ပင်ပန်းအပြောအဆိုရေးလဲခံရပြီးမှနော်ပန်းတိုင်ရောက်ခါနေမှမင်းအဲ့ဒီခန္ဓာမဝင်ရဘူးဆိုတော့ဘယ်သူကစိတ်ချမ်းသာမလဲနော်ဟာလေလုယာအာမင်လက်ဖုတ်တီးပြီးတော့မကနိုင်တော့ပါဘူးအဲ့ဒီချိန်မှာတော့နော်အဲ့ဒီချိန်မှာတော့လူအတွင်းနဲ့တွေးရင်တော့ဟာပင်ပန်းရကျုံမနှက်လိုက်တာဘုရားကလည်းဒါလေးနဲ့ငါ့ကိုခန္ဓာပြီးမဝင်ခိုင်းဘူးလားနော်ဖြစ်ကောင်းဖြစ်နိုင်ဒါပေမဲ့ကျွန်မကျမ်းစာဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုဒီတရားဟောတဲ့ကျမ်းထဲမှာမောရှေကဲ့သို့နောက်တစ်ဖန်သူ့ကဲ့သို့ prophet တစုံတစ်ပါးမှမရှိဘူးတဲ့ဖျားသခင်ရဲ့မျက်နာကိုမြင်ရသောမောရှေကဲ့သို့ prophet တစုံတစ်ပါးမှမြေကြီးပေါ်မရှိဘူးနော်အဲ့တော့ကျွန်မကြည့်လိုက်တော့အိုးမောရှေကခန္ဓာပြီးမဝင်ရတာဒီဣသေလလူမျိုးလက်ကျန်ဣသေလလူတွေနဲ့ခန္ဓာပြီးယောရှုတို့အဖွဲ့နဲ့ခန္ဓာပြီးကိုမဝင်ရတဲ့အရာကဆုံးရှုံးမှုလို့ထင်တာမဟုတ်ဘူးတာ၍ကောင်းတဲ့အခွင့်အရေးသူရခဲ့ပြီ
နော်ကျမ်းစာထဲမှာအဲ့ဒါလေးပါတယ်နော်ကျွန်မတစ်ချက်လေးဖတ်ပေးချင်ပါတယ်လို့နော်တရားဟောရာကျမ်းထဲမှာနော်တရားဟောရာကျမ်းထဲမှာအဲ့ဒါလေးကိုကျွန်မဖတ်တဲ့အခါမှာခွန်အားကျွန်မတော်တော်ရသွားတယ်။တခါလေးကြာရင်ကျွန်တော်တို့တွေကဒါကိုနားမလည်ရင်တချို့သောအခွင့်အရေးတွေမရခြင်းဟာစိတ်တကြသလိုလိုစိတ်အားငယ်သလိုလိုဖခင်ရဲ့မျက်နှာသာမရှိသလိုခံစားရတယ်မဟုတ်ဘူးဘုရားခင်လူတိုင်းကိုချစ်တယ်နော်အဲ့တော့ဒီမှာဗာတွေ့ရလဲဆိုတော့ဒီတရားဟောကြားခန်းကြီး34အပိုင်ငယ်ပေါ့နော်7နောက်ဆုံးပိုင်မှာပေါ့နော်တရားဟောကြားခန်းကြီး34အပိုင်ငယ်7အဆုံးပိုင်းလေးမှာပေါ့နော်ထာဝရဘုရား၏မျက်နှာတော်ကိုယ်တိုင်ကိုကြမြင်ဖူးရသောပရောဖက်မောရှေကဲ့သို့နောက်တစ်ဖက်ဣသေလအမျိုး၌သူနဲ့တူသောပရောဖက်တစ်စုံတစ်ပါးမှမပေါ်မထွန်းနော်ဆိုတော့သူဒီခန္ဓာပြိုမဝင်ရတဲ့အတွက်စိတ်ဓာတ်ကြကောင်းကြဆရာဖြစ်ပေမဲ့ဒီဘက်မှာဘယ်သူမှဣသေလအမျိုးထဲမှာဘယ်သူမှမရတဲ့အခွင့်အရေးသူရတယ်နော်ထာဝရဘုရား၏မျက်နှာတော်ကိုကိုယ်တိုင်ကိုကြမြင်ဖူးရသောပရောဖက်မောရှေကဲ့သို့နောက်တစ်ဖက်ဣသေလအမျိုး၌သူနဲ့တူသောပရောဖက်တစ်စုံတစ်ပါးမှမပေါ်မထွန်းကျွန်မဒီနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာတခါလေကြိုက်ကိုလည်းတွေးမိပါနော်တခါလေကြိုက်ကိုလည်းပဲအပင်ပန်းခန္ဓာချင်းတူတူဘာကြောင့်ငါတို့ကြဒီခွင့်ရမရတာလဲနော်ငါတို့လည်းဘာဖြစ်လဲဒီကနေ့ဖျားကနှုတ်ကပတ်တော်ဝန်ခံပြီးတော့ဒီဒုက္ခခန္ဓာချင်းတူတူဘာကြောင့်ဒီမျက်နှာသာမရတာလဲလို့ကျွန်တော်ထင်ကောင်းထင်ရပါတယ်အဲ့တော့မောရှေရဲ့အသက်တာထဲမှာခန္ဓာပြီးမဝင်ရတာဟာဆုံးရှုံးတာမဟုတ်ဘူးမဆုံးရှုံးပါဘူးနော်အဲ့တော့တစ်ခါတည်းကျကျွန်တော်တို့အသက်တာထဲမှာဖျားခင်စစ်ဆေးလိုက်တဲ့ဒီနေ့အသက်တာရစစ်ဆေးခြင်းထဲမှာရှုံးတဲ့အခါရှိပါတယ်မောရှေလည်းတစ်ခုတစ်ခုစစ်ဆေးတဲ့အခါကျတော့အဲ့မှာသူလည်းအစစ်ဆေးတစ်ခုမှသူလည်းရှုံးနေတယ်အဲ့တော့ဘုရားခင်ကပြောလဲသူ့ခန္ဓာပြီးဝင်ခွင့်မပေးဘူးเนาะသို့တော်လည်းပဲအဆုံးပိုင်းမှာဖတ်တဲ့အခါမှာမောရှေမရှုံးပါဘူးခန္ဓာပြီးမဝင်ရပါမဲ့မောရှေမြတ်တယ်ဘာကြောင့်လဲထာဝရဘုရား၏မျက်နာတော်ကိုယ်တိုင်ကိုချမြင်ဖူးသောပရောဖက်မောရှေကဲ့သို့เนาะအခွင့်အရေးဘယ်သူမှမရတဲ့အခွင့်အရေးသူရတာခန္ဓာပြီးဆိုတဲ့အခွင့်အရေးကလူတိုင်းနီးနီးဣသေလအဲ့ဒီချိန်မှာကြံခဲ့တဲ့အများစုရတဲ့အခွင့်အရေးဖြစ်တယ်။ဒါပေမဲ့ဒါကအများစုရတဲ့အခွင့်အရေးမဟုတ်ဘူး။အများစုမရတဲ့အခွင့်အရေးကြီးကိုမောရှေရခဲ့တာဖြစ်တယ်။ဒါပေမဲ့ကျမတို့ကအများစုရတဲ့အခွင့်အရေးကိုတယောက်တည်းမှကတ်ကြခဲ့ရင်ကျမတို့ကစိတ်တက်ကြတယ်။နော်အများကြီးမှငါတယောက်တည်းအများကြီးမှငါမိသားစုနော်အဲ့လိုမျိုးပေါ့အခုကျမတို့နိုင်ငံမှာဖြစ်ပြနေတဲ့အရာကြည့်တဲ့အခါမိသားစုတစုပြောလို့ပေါ့နော်။တဲ့ကျမတို့ကျွန်တော်တို့မိသားစုဖျားနဲ့ဒီလောက်မှန်ကန်သွားတယ်ဖျားဝတ်ဆိုလဲဒီလောက်စူးစမ်းရသားနဲ့တဲ့ပေါ့နော်သူတို့ရွာကိုမိရှုခံတဲ့အခါမှာပေါ့နော်ဘာကြောင့်သူတို့ယုံကြည်သူမယုံကြည်သူတွေလည်းရှိတာပေါ့နော်သူတို့ရွာထဲမှာယုံကြည်သူအိမ်ထဲမှာမှဘာကြောင့်သူတို့နဲ့အိမ်ပဲပါသွားတာလဲကြံတဲ့ယုံကြည်သူအိမ်ကြဘာလို့မပါတာလဲခံစားရပြီလေနော်ယုံကြည်သူအဲ့မှာသူတို့အဲ့မိချုပ်ခံတဲ့ရွာထဲမှာသူတို့ယုံကြည်သူပေါ့နော်သူတို့ဒီအသင်းတော်တူမိသားစု၄-၅အိမ်တော့ရှိတာပေါ့နော်အဲ့၄-၅အိမ်ထဲမှာနော်ဘာကြောင့်ခြံတဲ့ယုံကြည်သူအိမ်မပါဘဲနဲ့ဘာလို့သူတို့ရဲ့နှစ်အိမ်ပဲပါရတာလဲနော်သူတို့ဒီဘာဖြစ်လဲဖျားဝတ်နိုင်လဲမွေးလော်တာပဲသူတို့ကောင်းစွာလဲအသက်ရှင်တာပဲဆယ်ဖို့တို့လည်းသူတို့မှန်တာပဲဖျားเจ้าလဲမှန်တာပဲကျမ်းစာလဲဖတ်နေတာပဲအမှုတော်အဆောင်ရဲ့စကားလဲနားထောင်တာပဲတဲ့သူတို့ပြောပါတယ်ဒါသူတို့ဘက်ကပြောတာနော်ဘာကြောင့်ဖျားအလုပ်ခွင့်ပေးတာလဲအဲ့တော့ကျွန်မပြောပါတယ်ဖျားသခင်ပေးတွေ့တဲ့အမှုတိုင်းကမတရားခံရတာတခုမှမရှိပါဘူးလို့ကျွန်မပြောပါတယ်အဲ့ဒီခံရတဲ့အကြောင်းရင်းရှိတယ်လို့အဲ့ဒီခံပြီးတဲ့အခါမှာလဲဖျားသခင်အဖြေပေးလာတဲ့အခါမှာဖျားခင်တိတ်ကောင်းပါလားငါတို့မိသားစုပေါ်မှာဖျားခင်တိတ်ကောင်းပါလားဆိုတဲ့တသက်ခံချက်တွေကျမပြန်ကြားရအောင်မှာပါလို့အဲ့မိသားစုကျမဒီလိုပြောခဲ့ပါတယ်နော်အဲ့တော့ဒီမှာလည်းပဲမောရှေရဲ့တတ်တာထဲမှာအများစုရတဲ့အခွင့်အရေးမောရှေမရခဲ့ပါဘူးလူအနေနဲ့စိတ်တက်ကြစရာကြီးသို့တော်လည်းပဲအများစုအခွင့်အရေးမရတဲ့အခွင့်အရေးမောရှေရပြန်တယ်အဲ့ဒါကိုနားလည်ရင်ချီးမွမ်းစရာပါပဲ
တော့ကျမတို့ကမရတဲ့အရာအတွက်ပဲစိတ်တက်ကြပြီးတော့ဒီနေ့အားငယ်နေဖို့မဟုတ်ဘူးဒီနေ့ကျမတို့မှာဘောဖယားပေးထားတဲ့အခွင့်အရေးပါရှိလဲရှာလေအဲ့ဒီအခွင့်အရေးအတွက်ယေရှုတော်ချီးမွမ်းရမှာဖြစ်ပါတယ်အဲ့ဒီအခွင့်အရေးအတွက်ကျမတို့ဖယားသခင်ရဲ့ဂုဏ်တော်ကိုပြန်လည်ပြီးတော့ချီးမြှောက်ရမှာဖြစ်တယ်ဆိုတာကိုလည်းဒီနေ့နှုတ်ကပတ်တော်အဖြစ်နားလည်ရပါတယ်အဲ့တော့ခုနကတော့ဓမ္မရာတတိယစာဆောင်ပြန်ကြည့်တဲ့အခါမှာနော်ဒီနေ့ဖယားသခင်ကခန္ဓာကိုယ်ပင်ပန်းနေတဲ့အေလိယကြီးကိုဘာဖြစ်လဲလာပြီးတော့ခန္ဓာကိုယ်မှာအာဟာရဖြည့်ပေးပါတယ်အဲ့ဒီချိန်မှာသူ့ရဲ့ခန္ဓာကိုယ်အာဟာရပြည့်ဖို့အားပြည့်ဖို့အတွက်သူရှာစားဖို့လည်းအခွင့်အရေးမရှိသလိုရှာလည်းမစားနိုင်နော်ဒါပေမဲ့သူ့မှာပတ်စံလည်းရှိချင်မှရှိမှဖြစ်တယ်ရှိကောင်းလည်းရှိနိုင်တာပေါ့အဲ့ဒါတော့မဖော်ပြတော့မသိနိုင်သူပြေးနေရနော်ဆိုတော့သူ့ရဲ့အသက်တာထဲမှာသူပြေးနေရတဲ့အချိန်မှာကောင်းကင်တမန်ကသူ့လာတို့ပြီးတော့မီးနေဖုတ်သောမုတ်ပြားနဲ့ခေါင်းရင်း၌ရေဘူးတဲ့မုတ်တော့ရိုးရိုးမဟုတ်ဘူးမီးနဲ့ဖုတ်ပြီးသားနော်ပြီးတော့ရေဘူးသူမုတ်လည်းမပါဘူးရေဘူးလည်းမပါဘူးနော်မုတ်လည်းမပါဘူးရေဘူးလည်းမပါတဲ့အသက်တာနဲ့သူပြေးနေရတာဒီနေ့အေလိယရဲ့ပြေးချို့ကျွန်မပြန်လဲပြီးတော့နှလုံးသွင်းတဲ့အခါမှာအေလိယပြေးတာကအထံတော်မှလွတ်ခြင်းကပြေးတာမဟုတ်ဘူးဖယားရဲ့အထံတော်ထဲမှာပြေးနေတာဖယားရဲ့မျက်မှောက်တော်ထဲမှာပြေးနေတာယောနာကတော့အထံတော်ကလွတ်ခြင်းကပြေးတာတချို့ယုံကြည်သူတယောက်နဲ့တယောက်ပြေးတာတော့မတူဘူးနော်ဒီနေ့ယောနာပြေးတာကအထံတော်မှလွတ်ခြင်းကပြေးတာသူ့သဘောနဲ့သူအသက်ရှင်ကပြေးတာအေလိယပြေးတာကအထံတော်ထဲမှာပြေးနေတာဖယားသခင်ကိုစန့်ကျင်ပြီးပြေးနေတာမဟုတ်ဘူးယောနာပြေးတာကဖယားကိုစန့်ကျင်ပြီးပြေးတာဖြစ်တယ်တချို့သောသူတွေရဲ့အသက်တာဖယားကိုစန့်ကျင်ပြီးပြေးတာတချို့သောသူတွေရဲ့အသက်တာဖယားကိုစန့်ကျင်တာမဟုတ်အဲ့ဒီဖယားရဲ့အလိုတော်ထဲမှာပြေးနေရတဲ့သူတွေရှိတယ်ပေါလုတို့အထံတော်ကပြေးတာမဟုတ်ဘူးအဲ့ဒီဖယားရဲ့အလိုတော်ထဲမှာသူတို့လည်းပြေးနေရတဲ့ဒုက္ခရောက်တဲ့ခါတွေရှိအဲ့တော့ကျမတို့ရဲ့ခံနေရတဲ့အရာကအလိုတော်ထဲမှာခံနေရတာလားဒါမှမဟုတ်ကိုယ့်ရဲ့ဒုစရိုက်ကြောင့်ဖယားခင်အခွင့်ပေးတဲ့ဒုက္ခဆင်းရဲလားအဲ့ဒါတော့ပိုင်းခြားဖို့ငါဒုစရိုက်လို့ငါဖယားကိုစန့်ကျင်လို့ဒီပင်ပန်းခြင်းတွေဒီဒုက္ခဆင်းရဲတွေဒီတောကတွေငါရတာလားဒါဆိုနောင်တရပေါ့အဲ့ဒါကြတော့နောင်တရဖို့လိုတာပေါ့ဒါမှမဟုတ်ကျွန်တော်ဒုစရိုက်လုပ်နေရလည်းမဟုတ်ဘူးပေါက်ကရအသက်ရှင်တာလည်းမဟုတ်ပဲနဲ့ဒီနေ့ကောင်းစွာအသက်ရှင်တဲ့တတ်နိုင်တဲ့လောက်ဖယားဝန်းနဲ့မွေ့တော်ပြီးတော့အနှဲငယ်သောခွာနဲ့ဖယားရဲ့နှုတ်ကပတ်တော်ကိုစောင့်ရှောက်နေရင်နဲ့ဒီနေ့ကျမတို့အခက်အခဲပြဿနာတွေဖယားကြုံခိုင်းတယ်ဆိုရင်အဲ့ဒါမင်္ဂလာရှိအဲ့ဒါမင်္ဂလာရှိအဲ့ဒီဒုက္ခကမင်္ဂလာဒုက္ခလို့ခေါ်တယ်နော်ဒါတော့ကျမတို့ကြုံတွေ့ရတဲ့သောကတွေကျမတို့ကြုံတွေ့ရတဲ့ပင်ပန်းခြင်းတွေစိတ်ပင်ပန်းတဲ့အရာတွေဟာဒီနေ့ကျမတို့ကဒဏ်ခတ်ခံနေရတာလားဓမ္မမဟုတ်ရင်ဒီနေ့မင်္ဂလာဖြစ်တဲ့နောက်တစ်ဆင့် level တက်ဖို့ဖယားပေးတွေ့တဲ့စာမှုပွဲလားအဲ့ဒါတော့လို့အဲ့ဒါတော့ပိုင်းခြားဖို့လိုတာပေါ့ဖယားဒဏ်ခတ်တဲ့စိတ်ပင်ပန်းခြင်းဖယားဒဏ်ခတ်တဲ့ဆုံးမခြင်းဖယားဒဏ်ခတ်တဲ့အခက်အခဲဖြစ်တဲ့ဆိုရင်တော့နောင်တရပေါ့နောင်တရတယ်ဆိုရင်တော့ငါးကြီးပိုက်ထဲရတယ်ဘုရားခင်ကယောနာကိုပြန်ထုတ်ပေးတယ်လို့ကျမတို့ကိုလည်းအဲ့ဒီပင်ပန်းခက်ခဲခြင်းနဲ့ပြန်ကယ်မဲ့ဘုရားဖြစ်တယ်နောင်တရတယ်ဒါမှမဟုတ်ကျမတို့တွေကဖယားဒဏ်ခတ်တာခံရတာမဟုတ်ဘဲနဲ့နောက်ထပ်အဆင့်တစ်ဆင့်တက်ဖို့နောက်ထပ် level တစ်ခုတက်ဖို့ဖယားခင်ကျမတို့ဖြတ်တန်းခိုင်းတဲ့အခက်အခဲဖြစ်တယ်ဆိုရင်အဲ့ဒီအခက်အခဲထဲမှာဖြတ်တန်းရင်နောက်တစ်ဆင့်ဖယားခင်ပြုတ်မဲ့အမှုအသစ်ကိုကျမတို့ထပ်မှန်ခံစားရအောင်မှာဖြစ်တယ်။ तू ကအဲ့လိုနှုတ်ကပတ်တော်နဲ့ယုံကြည် तू ကအဲ့လိုတွားတာဖြစ်တယ်နော်။အဲ့တော့အေလိယရဲ့အသက်တာထဲကအထံတော်ကထွက်ပြေးတာမဟုတ်ဘူးအထံတော်ထဲမှာပြေးနေရတာဖြစ်တယ်။ပြောချင်တာကဒီနေ့ပေါက်ကရလောက်တဲ့လူလည်းဒုက္ခရောက်တယ်ဖယားနဲ့အသက်ရှင်တဲ့လူလည်းဒုက္ခရောက်တယ်ငါတို့ကတော့ထားပါငါတို့ကတော့နော်ဖယားတရားမရှိလို့ဒုက္ခရောက်သူတို့ကြတော့ဖယားတရားနဲ့နေပြီးတော့ငါတို့ထက်ဖယားကြောင့်လည်းပိုတက်သေးတယ်ငါတို့ထက်ကျမ်းစာလည်းပိုဖတ်သေးဘာကြောင့်သူတို့ကပိုဒုက္ခရောက်တာလဲတချို့တွေကဂုံယူပြီးပြောနေသေးတယ်နော်အဲ့ဒါကဘာဖြစ်လဲသူအဲ့လိုပြောနေတာကအန္တရာယ်ရှိတယ်ကျမ်းစာမှာပြောတယ်ဖြောင့်မတ်တော်သူလည်းလဲတယ်မတရားတော်သူလည်းလဲတယ်ဒါမဲ့လဲတာချင်းတူပေမဲ့အဆုံးသတ်ကမတူဘူးဖြောင့်မတ်တော်သူလည်းလဲတတ်တာမတရားတော်သူလည်းဒါမဲ့ဖြောင့်မတ်တော်သူကတဲ့ခုနှစ်ကြိမ်လဲပြန်ထတယ်တဲ့မတရားတော်သူကလဲတဲ့ခါမှာဆုံးရှုံးခြင်းရောက်တယ်အဲ့ဒါတော့ပွားဒီနေ့ဖယားနဲ့တရားနဲ့နေတဲ့ဒုက္ခရောက်တာမင်္ဂလာရှိတဲ့ပြန်ထရင်
ဖယားဘုံထင်ရှားတယ်ဒီနေ့ဖယားနဲ့တရားနဲ့မနေပဲဒုက္ခရောက်တော့ငါတို့ကဖယားတရားမလို့ဒုက္ခရောက်မှာဖယားတရားနဲ့နေတဲ့လူကငါဘာဖြစ်လို့ငါတို့လိုဒုက္ခရောက်တာလဲအေးအဲ့ဒီလူရတတ်တာဘုံတော်မထင်ရှားပဲအဆုံးသတ်မှာဖြစ်တယ်ဒီနေ့ဖယားနဲ့တရားနဲ့နေနဲ့လဲတဲ့သူကဘုံတော်ထင်ရှားတဲ့အတ္တနဲ့ဖယားပြန်ထူမှာဖြစ်တယ်အဲ့ဒါတော့အယံกว่าတယ်တခါလေကျကျွန်တော်နားမလဲတဲ့ကမှာဖယားခင်ကိုရောနဲ့မှန်ကန်စွာနေရတာနဲ့ကိုရောနဲ့မမှန်ကန်လောက်တဲ့လူတွေကကိုရောသားသမီးတို့ကိုဒီလိုအခက်အခဲပေးတဲ့ကမှာကဲ့ရဲ့ခံရပြီဘယ်လိုလုပ်မလဲတချို့တွေကနားလည်မှုဖယားကိုလွဲတဲ့ခါမှာမထူးပါဘူးငါတို့ကောင်းစွာနေလဲသူတို့လိုဒုက္ခရောက်တယ်မထူးပါဘူးဆိုပြီးတော့အဲ့လိုပြန်နေဖို့မဟုတ်ဘူးဒီနေ့တမာတရားကိုနားလည်ရင်ဒီနေ့ကျမတို့တွေကအဲ့ဒီလူတွေကဲ့သို့မဟုတ်ပဲနဲ့ဒီနေ့ဘုရားခင်ယောဘဝတ္ထုမှာယောဘပြောလို့ဘုရားခင်ငါ့ကိုစစ်ပြီးရွှေကဲ့သို့ငါပေါ်လာတော့မယ်ဒီလိုမျိုးကျမတို့ခံယူရမှာဖြစ်တယ်ဒီနေ့ကောင်းစွာနေရတာနဲ့ဒီအခက်အခဲကိုဘုရားတွေ့ရင်တော့ငါတို့ကရွှေကဲ့သို့ပေါ်လာဖို့ဘုရားခင်ငါတို့ကိုစစ်တယ်အခက်အခဲဖြစ်တယ်ဆိုပြီးတော့စိတ်ထဲကနေကြိတ်ပြီးချီးမွမ်းနေရမှာဖြစ်ပါတယ်နော်အဲ့တော့အေလိယရဲ့အတ္တတာထဲမှာဘာမှအဲ့ဒီချိန်မှာသူ့ရဲ့ခန္ဓာခွန်အားအတွက်သူမယုံကန်နိုင်ပါဘူးဒါမဲ့ဘုရားခင်ကအေလိယကိုလာပြီးတော့ကျွေးမွေးပြုစုပါတယ်ဒီကနေ့ဓမ္မမိတ်ဆွေနဲ့ကျွန်မအတ္တတာထဲမှာခိဆိုးသောကာလဒီနေ့ကျွန်တော်တို့ပင်ပန်းစွာဖြတ်တန်းနေတဲ့ကာလမှာတခါလေကြိုက်ခန္ဓာတွေလည်းပင်ပန်းတဲ့ခါရှိပါတယ်စိတ်တွေလည်းပင်ပန်းတဲ့ခါရှိပါတယ်အဲ့ဒီခါမှာဘုရားခင်ပေးသနာတဲ့ခွန်အားရပါလိမ့်မယ်အေလိယကိုဘုရားကခန္ဓာခွန်အားပေးပါတယ်မုံနဲ့ရေဖုတ်ပြီးသားမုံနောက်တော့ရေဘူးကောင်းရင်မှအစင်သက်ဒီနေ့ဘုရားကဘာပေးသနာလဲအေလိယရဲ့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ခွန်အားပေးသနာပါတယ်ဒီနေ့ကျမတို့အသက်တာမှာလဲကျမ်းမာရေးကြောင့်ခန္ဓာမှာခွန်အားလိုနေသလားအလုတ်တွေမိသားစုအတွက်ပင်ပန်းစွာလောက်ရလို့ခွန်အားတွေလိုနေသလားနော်ဒီနေ့ကျမတို့ဘာအကြောင်းကြောင့်ခန္ဓာမှာခွန်အားတွေလိုနေလဲနော်ကျမတို့တွေတအားနဲ့ခန္ဓာကိုပင်ပန်းနေလားအဲ့ဒီချိန်မှာလဲဘုရားကပေးသနာပါလိမ့်မယ်ကျမတို့ခန္ဓာခွန်အားကိုပေးသနာခြင်းကဘုရားခင်ကျမတို့ ਨੇ အတူရှိနေပါတယ်အဲ့တော့ဒီနေ့ကျမတို့ဖြောက်မှတ်ခြင်းနဲ့ကောင်းစွာနေရင်အခက်အခဲတွေတွေ့ရင်လည်းစိတ်တက်ကြဖို့မဟုတ်ဘဲနဲ့ကိုတော့ပေးသနာလိမ့်မယ်ခန္ဓာခွန်အားဘုရားခင်အဲ့ချိန်မှာပေးသနာပါလိမ့်မယ်နောက်တစ်ချက်ကျွန်တော်ကြည့်အောင်အပိုင်ငယ်ခွနဲ့မှာပေါ့နော်တောက်မှတဖန်သူပြန်အိတ်သွားတယ်နောက်ထပ်သူအားဖြည့်ဖို့လိုသေးတဲ့အတွက်ဘာဖြစ်လဲဖယားသူ့ခန္ဓာမှာခွန်အားဖြည့်ပြီးတဲ့အခါမှာသူပြန်အိတ်ပါတယ်နော်သူ့အသက်ဝိညာဉ်ဖယားမယုတ်သိမ်းဘူးအဲ့တော့တခါတကြံကျမတို့ဆူတောင်းချက်တွေဆူတောင်းတဲ့အတိုင်းဖယားအလုံးမလုံးတာကအဲ့တိုင်းအဖြစ်မပေးတာကခုနပြောလို့ตา၍ကောင်းတဲ့အစီအစဉ်ကျမတို့အတွက်စီစဉ်ထားတဲ့အတွက်ပေါ့နော်ဒီနေ့ကျေးဇူးတော်ချီးမွမ်းစရာရှိတယ်အခုတဖန်သူပြန်အိတ်တယ်ဒီခါအိတ်တဲ့ခါကျတော့ကျွန်တော်အသက်ဝိညာဉ်ရုပ်သိမ်းပါလို့ဆုတောင်းပြီးအိတ်တာတော့မဟုတ်ပါဘူးဖျားခင်သူ့ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ခွာပေးတဲ့ခါမှာသူတဖန်ပြန်အိတ်နိုင်တယ်နော်အဲ့တော့သူတဖန်ပြန်အိတ်ပြောတယ်တဲ့ထာဝရခုနှစ်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ဒုတိယချိန်လာ၍သူ့ကိုတို့လေသွားရမည့်ခရီးသည်အလွန်ဝေးသောကြောင့်ထ၍စားအောင်လို့ဆိုသည့်အတိုင်းအေလိယသည်ထား၍စားတော့ပြန်တယ်နော်ဒီနေ့သေဖို့ဆူတောင်းတဲ့အေလိယခန္ဓာကိုယ်စိတ်ကိုအယံပင်ပန်းပြီးဖြစ်တဲ့အတွက်ကောင်းကင်နိုင်ငံကိုပဲပြန်ခေါ်ပါတော့နော်သူပြောတယ်ဒါပေမဲ့ဘုရားသခင်ကသူတအားနဲ့ခန္ဓာကိုယ်စိတ်ကိုပင်ပန်းလို့တောင်းနေတာဖြစ်တယ်ဒါကြောင့်ဘုရားကသူ့နားလဲတယ်အထံတော်ထဲကနေပြီးတော့ခံရတဲ့ဒုက္ခတွေတောင်းနေတဲ့ဆုဘုရားခင်ကတနာတယ်တနာတော့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ခွန်အားပေးတယ်ပြီးတဲ့အခါကျတော့ဘုရားခင်နောက်တဖန်သူ့ကိုသုံးအောင်မှာဖြစ်တယ်ဘုရားခင်ဆက်သုံးအောင်မှာသေဖို့အလိုမရှိသေးဘူးဆက်သုံးအောင်မှာဒါကြောင့်ဘုရားခင်ဆက်သုံးအောင်မှာမို့လို့သူ့ဘာဖြစ်လဲထားအောင်တွားရမယ်ခရီးကဝေးသေးတယ်နော်သေဖို့တောင်းနေတဲ့အေလိယကိုဘုရားပြောတယ်မင်းလှုပ်ရှားရရှိသေးတယ်ဒါကြောင့်ထပြီးခွန်အားဖြည့်ပါဦးဒီနေ့ကျမတို့အားဖြင့်ဘုရားခင်ကအများကြီးအလုံးလုံးချင်သေးတဲ့ဘုရားသခင်ဖြစ်ပါတယ်ကောင်းကင်ဘုံ၌ကိုရောအလိုတော်သည်ပြည့်စုံတဲ့တို့မြေကြီးပေါ်မှာကိုအသက်တာအဖြစ်ပြည့်စုံဖို့ကျမတို့လည်းဆန္ဒရှိမယ်ဆိုဘုရားသုံးပါပါနော်ကျမတို့မှာနော်ဟိုဒီအစွမ်းအစတွေရှိလို့မဟုတ်ပါဘူးမောရှေကိုဘုရားသုံးတယ်လို့ပေါ့ကျွန်တော်ကနော်စကားပြောခြင်းအရာမှာအစင်မပြေဘူးဒီနှုတ်လေးတယ်စသဖြင့်ပေါ့နော်ဒါပေမဲ့ဘုရားသခင်ကအဲ့ဒီနှုတ်ကိုဖန်ဆင်းတဲ့ဘုရားကတဲ့မင်းမအဲ့ဒီအားနဲ့ချက်ကိုမသိလို့ဒီတာဝန်ပေးတာမဟုတ်ပါဘူးလို့ဘုရားပြောပါတယ်ဘုရားကကျမတို့ကိုတာဝန်နေပေးလာဘုရားကအလိုတော်ပြည့်စုံစေခြင်းနဲ့မှာကျမတို့ကိုဘုရားသုံးဖို့ခွင့်ရပေးလာပြီဆိုတော့အားနဲ့ချက်ရှိဆိုတာသိတယ်
ဒါမဲ့အဲ့ဒီပေးတဲ့တာဝန်ထမ်းဆောင်နိုင်တဲ့စွမ်းအင်ပါတစ်ခါတည်းထည့်ပေးတဲ့ဘုရားခင်ဖြစ်တယ်အဲ့ဒီကမှာကျမတို့ကနားမလဲတဲ့အခါမှာကိုယ့်ရဲ့လက်ရှိအခြေအနေကိုပဲသိပြီးတော့ငင်းဆန်နေကြတယ်ဘုရားသခင်ကကျမတို့ကိုအရှက်ခွဲဖို့ပေးတဲ့တာဝန်တစ်ခုမှမရှိဘူးငါအခြေအနေကဒီလိုရှိပါဆိုမှငါ့ကိုတရားဟောခိုင်းမယ်ဆိုတော့ငါ့ကိုအရှက်ကွဲစေတာလားဒီနေ့နားလည်မှုလွဲတတ်တယ်ငါဒီလိုအားနည်းချက်ရှိပါဆိုငါ့ကိုဓာကြီးလာခိုင်းတာကငါအရှက်ကွဲဖို့လားမဟုတ်ပါဘူးဒီနေ့ဘုရားသခင်ကကျမတို့မှာအားနည်းချက်ရှိဆိုသိပေမဲ့လည်းဒီနေ့ကျမတို့သူ့အလိုတော်ပြည့်စုံစေခြင်းမှာကျမတို့ကိုအခွင့်အရေးပေးလာပြီဆိုတော့အဲ့ဒီပေးလာတဲ့အခွင့်အရေးကိုလုံနိုင်ဖို့အတွက်ခွန်အားကိုလည်းဝိညာဉ်တော်အားဖြင့်ဘုရားမဆာဇာခရစ်4:6မှာဇာခရစ်ပြောလို့ဤမှုသည်ဘိုးချေအားဖြင့်မဟုတ်အာနာအားဖြင့်မဟုတ်ထာဝရဘုရားဝိညာဉ်တော်အားဖြင့်ဖြစ်တယ်ဘိုးချေအားဖြင့်မဟုတ်အာနာအားဖြင့်မဟုတ်ဝိညာဉ်တော်အားဖြင့်ဖြစ်တယ်သူ့အနေနဲ့တော့ဘာဖြစ်လဲဝိညာဉ်တော်ပဲအားကိုးစရာရှိတယ်နော်ဘိုးချေလည်းမရှိဘူးသူ့ပန့်ပိုးပေးမဲ့ဘိုးချေလည်းမရှိဘူးသူ့ကိုအနောက်ကနေပြီးတော့အာမခံပေးမဲ့အာနာလည်းမရှိဘူးဒါမဲ့ဘာဖြစ်လဲဝိညာဉ်တော်အားဖြင့်ဒီနေ့ကျမတို့အသက်တာထဲမှာအားနည်းချက်တွေရှိတယ်မလုံနိုင်ဘူးလို့ကျမတို့တွေကပြောဖို့မဟုတ်ဘုရားအခွင့်ပေးလာရင်ဝိညာဉ်တော်အားဖြင့်ငါအစေခံနိုင်မယ်ဒါကိုပြောရမှာဖြစ်တယ်ဒါဆိုရင်ဝိညာဉ်တော်ကကျမတို့ကိုကူညီပါလိမ့်မယ်ဝိညာဉ်တော်အားဖြင့်ကျမတို့တတ်နိုင်ပါလေနော်ဝိညာဉ်တော်အားဖြင့်ကျမတို့တတ်နိုင်တယ်အဲ့တော့ဘုရားကဆက်လက်ပြီးတော့သွားရမယ့်ခီးဝေးသေးတယ်ဆက်လက်ပြီးတော့ဘုရားသူ့အစေခံခိုင်းအောင်မှာဖြစ်တဲ့အတွက်ဘုရားကထပ်ပြီးတော့သူ့ကိုခွန်အားဖြည့်ပေးပါတယ်ဒါကြောင့်ဘုရားကကျမတို့ဘယ်အတိုင်းအတာထိအသက်ရှင်ပြီးတော့ဘယ်အတိုင်းအတာထိသူ့ရဲ့အလိုပြည့်စုံစေခြင်းထဲမှာကျမတို့သုံးအောင်ပဲလဲဆိုတော့သူသိတဲ့အတွက်အဲ့ဒီလိုအပ်တဲ့ခွန်အား energy ကိုသူထည့်ပေးပါအဲ့ဒီဝိညာဉ်တော်ရဲ့မဆာကျော်သူကျမတို့ကိုပေးပါအဲ့ဒါကိုကျမတို့ကနားလဲပို့တော့လိုပါတယ်လို့နော်အဲ့တော့ area ကလည်းဘာမှ complaint မတက်ပဲနဲ့ဘာဖြစ်လဲငါတောင်းတာတစ်မျိုးငါ့ကိုလာပေးတာတစ်မျိုးမပြောဘူးတော့ area သူတောင်းတာကအသက်သေးဖို့တောင်းတာလေဘာလို့မုန်းတဲ့ရေလာပေးရသွားမဲ့ခီးရဝိသေထဆာကြီးမကြဘုရားကအမျိုးမျိုးမပြောဘူးနော်ဒီနေ့သူတောင်းတာတော့အဲ့လိုဖြစ်တယ်ဒါမဲ့နိုးလာမသေးပဲနဲ့နိုးလာပြီးတော့ဘာဖြစ်လဲမြင်ရတဲ့အရာတွေကစားဖို့တောက်ဖို့ဖြစ်နေတယ်အေလိယအဲ့ဒီပေါ်မှာ complaint မတက်ပဲနဲ့ဝန်ခံပြီးတော့စားတောက်တယ်ဝန်ခံတာကိုကျွန်တော်တွေ့ရပါတယ်လို့နော်အဲ့တော့နောက်တစ်ချက်ဖတ်ချင်ပါတယ်အပိုင်းငယ်ရှင်းပါပေါ့နော်ထိုအစာဟာရကိုအမိပြုလဲအရက်40ခရီးသွား၍ဖျားသခင်နဲ့ဆိုင်သောဟောရတောင်သို့ရောက်သဖြင့်နော်အဲ့ဒါကိုစားပြီးတဲ့အခါမှာတဲ့နောက်ထပ်ဘာမှစားစရာမလိုအရက်40ခရီးဆက်နိုင်တယ်ဖျားပေးတဲ့အာဟာရပေါ့ဖျားပေးတဲ့အာဟာရလူပေးတဲ့လက်ဆောင်လူပေးတဲ့ပစ္စည်းကတော့ခဏလေးပါပဲဒါမဲ့ဖျားပေးတဲ့ခွန်အားဖျားပေးတဲ့မဆာခြင်းကတော့ဒီကနေ့ရက်ပေါင်းအကြာကြီးသွားလို့ရတယ်အဲ့တော့ဖျားကြီးသူ့အာဟာရဖြည့်ပေးတဲ့အခါမှာတဲ့ရက်ပေါင်း40နောက်ထပ်မစားမတော့ဘဲနဲ့ရက်ပေါင်း40သူခရီးဆက်နိုင်တယ်ဒါကလူအနေနဲ့တွေ့ရင်ဖြစ်နိုင်စရာအကြောင်းမရှိဘူးလေနော်ကျမတို့တွေဒီနေ့ထမင်းစားတယ်မနဲ့ဖြတ်မပြောနဲ့ခဏနေပြန်စားတဲ့လူတွေအများကြီးပဲနော်တချို့တွေဆိုရင်တစ်နေ့3ထပ်တချို့တစ်နေ့မှ5 6ထပ်နော်ဘိုက်ထဲမှာအစာရှိလဲစားအစာမရှိလဲစားအဲ့တဖွာတတ်ရှိနေတာနော်ကျမတူလို့ကျမအများပြောတယ်နေကဘိုက်ထဲမှာအစာရှိလဲစားအစာမရှိလဲစားသူများအစာမရှိလို့စားတာဒါပေမဲ့ तू ကအစာရှိလဲစားအစာမရှိလဲစားနော်ဒီနေ့ကျမတို့အသက်တာထဲမှာဒီနေ့စားရတဲ့အစာဒီမနဲ့စားပြီးပြီလေဒါပေမဲ့ဘာဖြစ်လဲညနေပြန်စားဖို့လိုတယ်နေ့လည်းပြန်စားဖို့ဒါပေမဲ့ तू ကတော့ဖျားသခင်ပေးတဲ့အာဟာရကိုစားတဲ့အခါမှာရက်ပေါင်း40တောင်မှ तू ဆက်ပြီးတော့ခရီးပြုနိုင်တော့ကျွန်တော်တွေ့ရတယ်ဒါဖျားသခင်ဖြည့်ပေးတဲ့အာဟာရဟာလူဖြည့်ပေးတဲ့အာဟာရနဲ့မတူဘူးဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခန္ဓာစိတ်တွေပင်ပန်းတဲ့အခါမှာနောက်ထပ်ဖျားသခင်ကျွန်တော်တို့အသက်ရှင်ခြင်းခွင့်ပေးတဲ့နေ့ရက်ကာလကုန်တဲ့ထိတိုင်အောင်ကျွန်တော်တို့ဒီမိသားစုရဲ့အသင်းတော်နဲ့တိုင်းနိုင်ငံနဲ့ဆက်လက်ပြီးအနာဂတ်ကိုသွားဖို့အလို့ငါဖျားပေးတဲ့ခွန်အားအရန်တို့ပါလေ။ဖျားရှိရခွန်အားတောင်းမှာဖြစ်ဖျားပေးသနာပါလေစိတ်ခွန်အားလဲဖျားပေးသနာအဲ့ချိန်မှာဒီနေ့ဖျားသခင်ပေးသနာတဲ့ခန္ဓာခွန်အားရသွားပြီစိတ်ခွန်အားလဲသူရသွားပြီနော်ဒီနေ့ကျွန်တော်တို့စိတ်ပင်ပန်းနေလားစိတ်ခွန်အားလဲဖျားပေးသနာပါလေဖျားမပေးနိုင်တဲ့ຢာတစ်ခုမှမရှိပါဘူးဖျားပေးသနာတဲ့ခန္ဓာခွန်အားဖျားပေးသနာတဲ့စိတ်ခွန်အားဖျားပေးသနာတဲ့ဝိညာဉ်ခွန်အားတွေဟာလောကမှာဖြုံးဖို့တော့မဟုတ်ပါဘူးသူ့ရဲ့အလိုတော်ပြည့်စုံစေခြင်းထဲမှာအစေခံဖို့ဖြစ်ပါတယ်နော်သူ
သူ့ရဲ့အလိုတော်ပြည့်စုံစေခြင်းနဲ့မှာကျွန်တော်ပါဝင်ဆက်ကပ်ဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့တော့လိုပါတယ်အဲ့တော့အရက်40ပတ်လုံးသူခရီးဆက်နိုင်ခဲ့ပါတယ်နော်ဖျားပေးတဲ့အာဟာရဒီနေ့ကျွန်တော်တို့ဖျားသခင်ထံကဖျားပေးသနာမယ်ခန္ဓာကျွန်တော်တို့ဖျားခင်ဖန်ဆင်းတဲ့အခါမှာခန္ဓာစိတ်ဝိညာဉ်3ခုရှိပါတယ်ခန္ဓာကအာယုံ5ပါးနဲ့မိမိနေထိုင်ကပောက်သိပါတယ်စိတ်ကမိမိကိုယ်ကိုမိမိသိပါတယ်ဝိညာဉ်ကဖျားရှိကြောင်းသိပါတယ်ဒါကြောင့်အာယုံ5ပါးအာယုံ5ပါးနဲ့ဖန်ဆင်းထားတဲ့ခန္ဓာအာယုံ5ပါးဆိုတာကအထိအတွေ့နော်အထိအတွေ့အနတ်အယတာအကြာအဲ့ဒါအာယုံ5ပါးဘုရားကလူကိုဖန်ဆင်းတဲ့အခါမှာဒီခန္ဓာစိတ်ဝိညာဉ်3ပါးနဲ့ဖန်ဆင်းတာခန္ဓာကိုတော့အာယုံ5ပါးနဲ့မိမိနေထိုင်ကပောက်သိစေတယ်အာယုံ5ပါးရှိတယ်အာယုံ5ပါးမှာတစ်ခုခုချို့ယွင်းသွားလိုက်လူကအစင်မပြေတော့ဘူးအကြားချို့ယွင်းလည်းအစင်မပြေဘူးအမြင်ချို့ယွင်းလည်းအစင်မပြေဘူးအနတ်ချို့ယွင်းလည်းအစင်မပြေဘူးအယတာချို့ယွင်းလည်းအစင်မပြေဘူးအထိတချို့ကထိလို့ထိမှမသိအဲ့ဒါချို့ယွင်းလည်းအစင်မပြေဘူးပြောချင်တာကဘုရားခင်ကျမတို့အာယုံ5ပါးနဲ့ဖန်ဆင်းထားတဲ့အဲ့ဒီအာယုံ5ပါးအတွက်လည်းချီးမွမ်းရတခါလေကျကျမတို့ကချီးမွမ်းဖို့မေ့တဲ့အခါမှာဘုရားခင်ကျမတို့တတိပေးတယ်နော်အနတ်နေမရတော့ဘူးအာယုံ5ပါးမှာတစ်ခုချို့တဲ့အစင်မပြေပါလားတခါလေကျထိလို့ထိမှမသိဩအာယုံ5ပါးမှာတစ်ခုချို့တဲ့အစင်မပြေပါလားသူများဘာပြောလို့ပြောမှမသိပါးစပ်လောက်တာပဲသိတယ်ဘာမှမကြားရတယ်လူဩအာယုံ5ပါးမှာတစ်ခုချို့တဲ့ရဲ့အစင်မပြေပါလားဒီနေ့ဘုရားဖန်ဆင်းထားတဲ့အာယုံ5ပါးမျက်လုံးအမြင်တွေဝါလာပြီးဆိုအစင်မပြေပါလား။အိုးဖျားဖန်ဆင်းထားတဲ့အာယုံ5ပါးအတွက်ငါတို့မချီးမွမ်းခဲ့တာ။နော်ကျွန်မဆိုခဏခဏဖျောက်ပြန်တောင်းမှနဲ့ဖျားခင်အာယုံ5ပါးအတွက်မချီးမွမ်းခဲ့တဲ့အဖြစ်ကိုခွတ်လို့ပါ။ကိုတော့အမြင်အကြားအနံ့အယတာအထိအတွေ့နော်စသဖြင့်အဲ့ဒါတွေအားလုံးကိုတော့ကအာယုံ5ပါးဒီနေ့ယေရှုပြုထားတဲ့အတွက်ယေရှုတင်တယ်။မချီးမွမ်းတဲ့အခါမှာချို့ယွင်းကမှာဘာဖြစ်လဲနားကိုပြန်ကြားစေပါမျက်စိကိုပြန်မြင်စေပါအနံ့ကိုပြန်ရစေပါချိလို့ထိမှပြန်သိစေပါဒါမျိုးတွေပြန်တောင်းရတယ်နော်ဘာကြောင့်လဲဆိုမတောင်းမသိတော့ဘူးလေနော်တချို့စီးကြဒါမြင့်တက်တဲ့လူအနာဖြင့်အနာမှမသိတော့ဘူးလေထိလို့ထိမှမသိတော့နော်ဒီနေ့အာယုံ5ပါးမှာတစ်ခုခုချို့တက်ပြီဆိုတော့ဒီနေ့ကျွန်တော်မပြောဘူးနော်အစ်မပြေဘူးဒါကြောင့်ဘုရားခင်ကအလူကိုဖန်ဆင်းတဲ့အခါမှာခန္ဓာစိတ်ဝိညာဉ်3ခုနဲ့ဖန်ဆင်းထားတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ခန္ဓာကိုအာယုံ5ပါးနဲ့မိမိနေထိုင်ကဘာသိတယ်။စိတ်ကကိုယ့်ကိုယ်ကိုသိတယ်။စိတ်လုံးပင်ပန်းလားစိတ်ပျော်လားစိတ်အားငယ်နေလားကိုယ့်ကိုယ်ကိုသိတယ်။ကိုယ့်ရဲ့အခြေအနေကိုသိတာပေါ့နော်။အဲ့တော့ဝိညာဉ်ကဘာသိလဲဘုရားရှိကြောင်းသိတယ်။ဒီနေ့ကျမတို့အထက်မှာဝိညာဉ်ရှိသောကြောင့်ကိုယ်ကွယ်တဲ့ဘုရားသာမတူတာဘုရားရှိတယ်ဆိုတာလူတိုင်းလက်ခံတယ်။မြင်ရလားဆိုအဲ့ဘုရားကိုမမြင်ရဘူး။ကိုယ့်ရဲ့ဝိညာဉ်ကမြင်ရလို့ဆိုမမြင်ရဘူး။ဒါမဲ့ရှိတယ်ဆိုတာကိုတော့လူတိုင်းသိနော်ရှိကြောင်းခံစားရတာ哦အဲ့တော့ဒီနေ့ကျမတို့မမြင်ရတဲ့ဖခင်ကကျမတို့အထက်မှာမမြင်ရတဲ့ဝိညာဉ်ကိုထည့်ထားတယ်အဲ့ဒီမမြင်ရတဲ့ဝိညာဉ်အဖြစ်မမြင်ရတဲ့ဖခင်ရှိကြောင်းကျမတို့သိရတာဖြစ်တယ်ဒီနေ့ဖခင်ရှိကြောင်းသိနံပါတ်1တစ်ချက်သိပြီသိုံနဲ့တော့မပြီးသေးဘူးရှိတယ်ဆိုတာကိုအသက်တာထဲမှာဒီကနေ့ကိုယ်တိုင်အသက်ရှင်ဖို့လိုတယ်ထိုဖခင်နဲ့အသက်ရှင်ဖို့လိုတယ်အဲ့တော့ဒီခန္ဓာစိတ်ဝိညာဉ်3ခုဖန်ဆင်းခံရတဲ့ကျမတို့မှာခန္ဓာလည်းအားနဲ့တက်တယ်စိတ်လည်းအားနဲ့တက်တယ်ဝိညာဉ်လည်းအားနဲ့တက်တယ်နော်အဲ့လိုအားနဲ့တဲ့ခါမှာဖះပြန်ပေးသနာပါတယ်ခုနကတော့အိန္ဒိယကိုဖះခန္ဓာပြန်ပြီးတော့ခွန်အားပေးပါတယ်စိတ်ခွန်အားလည်းသူအဲ့ဒီခါမှာသူပါပြန်စိတ်ခွန်အားရတဲ့ခါမှာလူကနောက်ထပ်ခရီးဆက်သွားနိုင်တယ်လူကစိတ်တက်ကြပြီဆိုတော့ကိုကျွမ်းကျင်တဲ့အလုပ်တော့ထားမလုပ်ချင်တော့ဘူးနော်စိတ်တက်ကြရင်အဲ့လိုမျိုးစိတ်တက်ကြပြီဆိုကျွမ်းတယ်သမင်းဟင်းချက်ကျွမ်းတယ်စိတ်တက်ကကြနေတော့ထားမချက်ချင်ဘူးစိတ်တက်ကကြာရကွန်ပျူတာကျွမ်းတယ်ထားအောင်မကင်ကျင်တော့စိတ်တက်ကကြာတယ်တချင်းဆိုတာကျွမ်းတယ်မဆိုကျင်တော့စိတ်တက်ကြနေရင်စုကျေးဇူးရှင်းအောင်မလုပ်ချင်တော့စိတ်တက်ကြနေကျွမ်းကျင်တော့ကားမောင်းကျွမ်းတယ်မမောင်းချင်တော့စိတ်တက်ကြနေရလေစိတ်တက်ကြတော့ကွာဒီလုံးမလုပ်ချင်တော့လူကစိတ်တက်ကြရင်ကျွမ်းကျင်တဲ့အလုပ်တော့မလုပ်ချင်တော့အဲ့တော့အေးဒီကလည်းစိတ်တက်ကြတဲ့အတွက်ဖခင်အမှုတော်မဆောင်ချင်တော့သေချင်တာပဲဖြစ်တယ်စိတ်တက်ကြရင်လူကသေချင်တာပဲလေအဲ့တော့ဘုရားကသူ့ရဲ့စိတ်တက်ခေါ်ပါတခါထည့်ပေးတဲ့အခါမှာဘာဖြစ်လဲနောက်ထပ်ထပ်ပြီးတော့ခရီးသွားနိုင်တယ်အမှုတော်အတွက်နောက်ထပ်ထပ်ပြီးတော့သူခြေလမ်းပြန်လှမ်းတယ်ဒီနေ့ကျမတို့စိတ်တက်ကြရင်ကျွမ်းကျင်တဲ့အလုပ်တော်မလုပ်ချင်တော့ဘူးနော်စိတ်တက်ကြရင်ထိုင်ရနေတာမထားချင်တော့ဘူးနော်ဒီနေ့ကျမတို့စိတ်တက်ကြရင်လည်းဘုရားခင်ပေးသနာပါတယ်ဘာပေးသနာလဲဘုရားပေးတဲ့အလုပ်ကိုဆက်လုပ်နိုင်မဲ့စိတ်တက်ခွန်အောင်လည်းဘုရားပေးသနာပါတယ်အဲ့တော့အေလိယကိုဖျားပေးသနာပါတယ်ဖျားရဲ့မျက်မှောက်တော်ထဲမှာသူစိတ်ပင်ပန်းတယ်ခန္ဓာပင်ပန်းတယ်ဝိညာဉ်နဲ့သူအာရော့လာတယ်
အဲ့ဒီအားရောလားတဲ့သူကဖျားနဲ့သွားရင်းနဲ့ဖြစ်တာနော်ဒီနေ့ကျမတို့အဲ့ဒါကိုနားလည်ရင်ကျမတို့အသက်တာထဲမှာအဆုံးထိတိုင်အောင်စိတ်ဓာတ်ကြဖို့မဟုတ်ပါဘူးဖျားနဲ့သွားနေရင်းနဲ့ဖျားရဲ့အမှုတော်ကောင်းစွာဖြောင့်မတ်စွာဆောင်ရွက်ရင်းနဲ့စိတ်ဓာတ်ကြရတဲ့ခါရှိပါတယ်ငါတို့ဖျားဝင်နိုင်မှုတော်တာပဲကျမ်းစာလည်းပုံမှန်ဖတ်တယ်ဘုရားကျောင်းလည်းပုံမှန်တက်တယ်အစာရောက်စုတောင်းလည်းပါတယ်ကျမ်းစာသင်တန်းတွေလည်းပါတယ်အိမ်တော်ဝတ်တွေလည်းပါတယ်အမှုတော်ဆောင်ခိုင်းလည်းမငြင်းဘူးလုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲအဲ့လိုနေရင်လည်းဘုရားကျောင်းကျမတို့အခက်ခဲတွေပြီးတွေ့တတ်ပါတယ်အဲ့ဒီအခက်ခဲတွေတွေ့တဲ့အခါမှာကျမတို့စိတ်ဓာတ်ကြတတ်ပါတယ်နော်အေလိယလည်းကောင်းစွာအမှုတော်ဆောင်နေစိတ်ဓာတ်ကြနော်သူထင်ထားတာကဒီကာလမတောင်မှာအဖြစ်ပြက်မှာအာဟတ်တို့ယေဇဗေလတို့လည်းပြောင်းလဲမယ်လို့ထင်တယ်မပြောင်းလဲဘူးတချို့သောသူကနမိတ်လက္ခဏာဘလောက်ပြမပြောင်းလဲတဲ့လူရှိတယ်နော်တချို့သောသူရဲ့အတ္တတာထဲမှာဘာဖြစ်လဲနှုတ်ကပတ်တော်နဲ့လည်းနှိုးလို့မရတဲ့လူတွေရှိတယ်ချီးမွမ်းခြင်းနဲ့လည်းနှိုးလို့မရတဲ့လူတွေရှိတယ်ဆုတောင်းခြင်းနဲ့လည်းနှိုးလို့မရတဲ့လူတွေရှိတယ်ဘလောက်ပြောလေပင်ခိုင်မာတဲ့လူတွေတော့ရှိတာပေါ့နော်ယေဇဗေလတို့အာဟတ်တို့ကလေပင်ခိုင်မာကြတယ်ဒါတော့ဒီအေလိယအားဖြင့်ဘုရားထာဝရဘုရားသည်ဘုရားခင်ဖြစ်ကြောင်းတတ်တယ်ထူခဲ့တယ်ဒါပေမဲ့ယေဇဗေလမပြောင်းလဲဘူးအဲ့ဒီတတ်တယ်ထူခွင့်ရခဲ့တဲ့အေလိယကိုတတ်ဖို့ပြန်ပြီးတော့ဒုစရိုက်ကိုပို့လုပ်ဖို့သူကဘာဖြစ်လဲခြိတက်တောင်ကြောတွေ့ရတယ်ဒီနေ့ကျမတို့ဒီနောက်ဆုံးသောကာလရောက်လာတဲ့အခါမှာဒီနေ့ကျမတို့စိတ်သဘောထားတွေခိုင်မာရင်ကိုယ်ပဲခံရမှာဖြစ်ပါတယ်နော်ကိုယ်ပဲခံရမှာဖြစ်တယ်နော်ပြီးခဲ့တဲ့အပတ်ချောင်းတစ်ခွမှာကျမတို့လူငယ် CE day ပေါ့နော် CE day မှာသူတို့ခေါင်းစဉ်ပေးပါတယ်သင်တန်းတစ်ရက်နဲ့နှုတ်ကပတ်တော်ဝင်ငှဖို့တစ်ရက်ပေါ့နော်စနေနေ့တစ်ရက်သူတို့ Bible study လုပ်တယ်ပြီးရခါမှာ Sunday with you CE day မှာတော့နှုတ်ကပတ်တော်ပေးတယ်ချောင်းတစ်ခွအသင်တော်မှာသူတို့ပေးတဲ့ခေါင်းစဉ်ကတော့အိပ်ပျော်ရမှနိုးလို့အိပ်ပျော်ရမှနိုးလို့တဲ့လူငယ်တွေပေးတဲ့ခေါင်းစဉ်ပေါ့ဩနင်တို့လူငယ်တွေတော်တော်အိပ်ပျော်နေပြီလားဘယ်နားမှာအိပ်ပျော်နေကြလဲကျွန်တော်တို့သင်တန်းကောင်းကောင်းပေးခဲ့ပါတယ်အေလိယကတော့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖြစ်တဲ့ရတန်ပင်မှာအိတ်တာဖြစ်တဲ့အတွက်ပြန်ထလာတဲ့အခါမှာမင်္ဂလာရှိတယ်ရှန်ဆုံကြီးကတော့ဒေးလီယာလာရဲ့ဒူးပေါ်မှာအိတ်တဲ့အတွက်ပြန်နိုးလာတဲ့အခါမှာဆုံးရှုံးတယ်ဘယ်ပေါ်မှာအိတ်ပျော်နေတဲ့လူငယ်တွေနှိုးခဲ့ပါတယ်နှုတ်ကပတ်တော်နဲ့တချို့လူငယ်တွေအိတ်ပျော်တဲ့နေရာမှားနေတယ်မှားနေတော့ပြန်ထလာရင်တော့သွားပြီးပလုံဆွပဲနော်အိတ်ပျော်တော့နိုးလာတဲ့အခါမှာရှန်ဆုံကြီးသွားပြီးမျက်စိဖောက်ခံရပြီရှိတယ်ဖယားသခင်သူနဲ့သူအလုံးမလုံးတော့ဘာကြောင့်လဲသူဘယ်ပေါ်မှာအိပ်ပျော်နေရဒေးလီလာရဲ့ဒူးပေါ်မှာသူသွားအိပ်ပျော်အေလိယကတော့ရတန်ပင်အောက်မှာအိပ်ပျော်နေဖြစ်တယ်ဖယားနဲ့ပြင်းရင်နဲ့ဖယားပေးတွေ့တဲ့ဒုက္ခတွေကြားထဲမှာသူလည်းအိပ်ပျော်သွားပါတယ်ဒါပေမဲ့အေလိယပြန်နိုးလာတဲ့အခါမှာဆုံးရှုံးဖို့နိုးလာတာမဟုတ်ဘူးဖယားပေးတဲ့အသက်သောစိတ်ဝိညာဉ်ခွန်အားအသက်သောခန္ဓာခွန်အားတွေနဲ့တူဖယားရဲ့အလိုတော်ကိုဆောင်ဖို့သူပြန်နိုးလာတာဖြစ်တယ်ဒီနေ့ကျမတို့လည်းတစ်ခါလေကြာရင်ဝိညာဉ်မှာအိပ်ပျော်သွားကြတဲ့ခရိယန်တွေအများကြီးပဲတချို့ကနှိုးရခတ်တယ်နှုတ်ကပတ်တော်နှိုးနဲ့လည်းမထချီးမွမ်းခြင်းနဲ့နှိုးလည်းမထဆုတောင်းခြင်းနဲ့နှိုးလည်းမထလည်းပင်ခိုင်မာတဲ့လူအများကြီးယေဇဗေလလည်းပင်ခိုင်မာတဲ့အာဟတ်တို့ဒီလောက်ချီးမွမ်းတဲ့နမိတ်လက္ခဏာကြီးပြတာမှမပြောင်းလဲတဲ့တည်းအဲ့ဒီနမိတ်လက္ခဏာအားဖြင့်ဘုရားအသုံးပြုတဲ့အေလိယကိုလိုက်တတ်ဖို့တောင်မှထပ်မစီစဉ်ပါနဲ့အဲ့တော့အေလိယလည်းဘာဖြစ်လဲစိတ်ဓာတ်ကြတာပေါ့ဒီလောက်ဖယားသူတို့ကိုပေါ့နော်ဖယားဖြစ်ကြောင်းတတ်တည်ပြတာမှသူတို့မပြောင်းလဲတော့အေလိယစိတ်ဓာတ်ကြနော်တခါလေကြာအမှုတော်ဆောင်နေလဲဒီလောက်ဆူတောင်းပေးနေဒီလောက်ငါတို့ပြောနေရမှဒီလူတွေကလည်းမပြောင်းလဲဘူးဆိုတခါကြာအမှုတော်ဆောင်လဲစိတ်ဓာတ်ကြတာပဲခါကြာမိဘတွေလည်းငါတို့ဒီလောက်အဖိုးခပေးပြီးသင်တန်းတွေပုံနေဒီလောက်အဖိုးခပေးပြီးမိုးမလင်းခင်သူတို့အတွက်ထဆူတောင်းနေအခုထိဘာမှမပြောင်းလဲသေးပါလားမိဘတွေလည်းစိတ်ဓာတ်ကြတဲ့ခါရှိရပဲဒါပေမဲ့ဒီနေ့ကျမတို့စိတ်သက်ကြတဲ့ခါတိုင်းတော့မှာဖရာသခင်ထံမှာခွန်အားပြန်ယူပါကျမတို့ဆုတောင်းထားတဲ့အရာတွေအလားတမဖြစ်အောင်တာ၍ကောင်းတဲ့အဖြေပေးဖို့ဖရာစီစဉ်ပေးပြီးသားဖြစ်ပါတယ်နော်အဲ့တော့အေလိယရဲ့တတ်တာထဲမှာသူနောက်ထပ်ရက်ပေါင်းရှေ့ကြီးဖရာရဲ့အလိုတော်ကိုဆောင်ဖို့ခရီးပြုနိုင်ခဲ့ပါတယ်ဒါကြောင့်ကျမတို့ရဲ့ခန္ဓာကိုယ်မှာခွန်အားလိုနေတာစိတ်ဝိညာဉ်မှာခွန်အားလိုနေတာအဲ့ဒီခန္ဓာစိတ်ဝိညာဉ်၃ခုလုံးမှာအားလို့နေဖယားပြန်ပေးသနာပါလိမ့်မယ်ဖယားနဲ့အသက်ရှင်နဲ့သင်ဒုက္ခရောက်တယ်ဖယားနဲ့ကောင်းစွာနေရင်နဲ့ဒီနေ့စိတ်ပင်ပန်းနေရတယ်ဖယားနဲ့ကောင်းစွာနေရင်နဲ့ဒီနေ့စိတ်တက်ကြရတဲ့အချိန်လည်းရှိပါတယ်အဲ့ဒီအချိန်တိုင်းတို့မှာဖယားခင်ထံတော်ပါကျမတို့ခွန်အားယူပါဖယားခင်ပြန်လဲပေးသနာပါလိမ့်မယ်
ဖယားခင်ပြန်လဲပေးသနာတဲ့ခါမှာထိုင်နေဖို့တော့မဟုတ်ပါဘူးဖယားရဲ့အလိုတော်ပြည့်စုံစေခြင်းမှာထသွားဖို့ဖြစ်ပါတယ်ဒီနေ့ဘုရားခင်ကိုယ်ကိုကြားမှခြင်းပေးတာကဂိမ်းပဲထိုင်ဆော့ဖို့မဟုတ်ပါဘူးဘုရားခင်ဒီနေ့ကိုယ်ကိုကြားမှခြင်းပေးတာကစားလိုက်အိတ်လိုက်လုပ်ဖို့ပဲမဟုတ်ပါဘူးဘုရားခင်ဒီနေ့ကိုယ်ကိုကြားမှခြင်းပေးထားတာကပြင်းဖို့အတွက်မဟုတ်ပါဘူးဒီနေ့ဖယားဝတ်၌မွေးလျော်ဖို့အတွက်ဖြစ်တယ်နော်ကျမ်းစာဖတ်ခြင်းကတော့မဖတ်သေးဘူးပြီးခြင်းနေအရှိကြီးဖတ်ရင်တော့မကြိုက်တော့ဘူးဒါပေမဲ့ဂိမ်းဆော့ရင်တော့တနာရီမဟုတ်ဘူးတညလုံးလည်းသူတို့ဆော့နိုင်ကြတယ်နော်လူငယ်တွေပေါ့နော်လူငယ်တွေမပြောတဲ့ချုပ်လူကြီးလည်းဆော့တယ်မကြီးမငယ်ကြီးနဲ့ဆော့နေကြတယ်ပြီးလို့ရှိရတယ်နော်အဲ့လိုမျိုးတွေပေါ့ဆိုတော့ကျမ်းစာအောက်ကြတော့ကင်ဖို့ပြင်းတယ်ဒါပေမဲ့အခုနကိုယ့်ကိုဆွဲချမဲ့အရာကြတော့ဘာဖြစ်လဲအိုးဝမ်းမြောင်နဲ့ကင်နေကြတယ်ဖယားเจ้าတနာရီချက်ပို့လာရင်ဟောရှည်တွေမောရှည်တွေဖြစ်တဲ့အတွက်ကောင်းကြီးပေးစကားတော့မပြောဘူးချိန်ဆတဲ့စကားတော့စိတ်ထဲနေပြောနေမှာနော်ဘာဖြစ်လဲအခွင့်အရေးရတိုင်းပြောနေလိုက်တာရှာရှိလိုက်တာစသဖြင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တတ်တာထဲမှာဖယားနဲ့ပတ်သက်လိုက်ကျွန်တော်လောဘကြီးရမယ်ဖယားနဲ့ပတ်သက်လိုက်ကျွန်တော်လောဘကြီးပါအဲ့ဒါကအဲ့လောဘကအမှားမရှိဘူးအဲ့လောဘကကျွန်တော်တို့ side effect ဖြစ်စေဘေးရဆိုကြုံဖြစ်စေဖယားနဲ့လောဘကြီးညလုံးပေါက်ဆူတောင်းကောင်းကြီးဖြစ်တယ်နော်ညလုံးပေါက်ဒီနေ့ကျွန်တော်တို့ TV ကြည့်ညလုံးပေါက်ဂိမ်းဆော့တာအန်ဒီရရှိတယ်ညလုံးပေါက်ဆူတောင်းအန်ဒီရမရှိဘူးနော်တနေ့ကောင်ကျန်းစာဖတ်ဘေးရဆိုကြုံမရှိဘူးဒါမဲ့တချို့တော့ကလေးတွေကြတော့လဲကျန်းစာအုပ်ကိုခုတော့လုပ်ပြီးတော့အလုတ်ခိုင်းခြင်းမရှိတော့ကျန်းစာပဲကင်နေဖတ်တာလားအလုတ်မခိုင်းအောင်ကင်တာလားတော့မသိဘူးအဲ့ဒါလည်းတကယ်ရှိရနော်အဲ့ဒါသူ့အမေကပြောနင်တို့ငါပဲချိန်ခိုင်းရမှာကြည်လိုက်ကျန်းစာပဲကင်တာဖတ်တာလားကင်တာလားတဲ့သူ့အမေကမေးတယ်အဲ့ဒါကျမလည်းပြောတယ်ကျန်းစာအုပ်တော့ကင်ပြီးတော့ကိုယ့်အိမ်ထဲမှာနင်တို့တောင်းဝင်မချိန်တော့ဘုရားသခင်ကတော့တာဓုတစ္ဆာရှိသောငယ်သားကောင်းတော့မခေါ်ဘူးတော့လို့ကျမလည်းဝင်ပြောကူလိုက်တယ်သူ့အမေနော်ပြောချင်တာကဒီနေ့ကျန်းစာအုပ်တော့ကင်ပြီးပဲမိဘကခိုင်းဖို့အချိန်မရှိဘူးဆိုတော့မဟုတ်သေးဘူးလေနော်မဟုတ်သေးဘူးလေကျမပြောတယ်ငါတို့လည်းအမှုတော်ဆောင်ပါပဲကျန်းစာအုပ်လည်းကင်ပါတယ်ဒါပေမဲ့လည်းအိမ်မှုကိစ္စလည်းငါတို့ပြီးပါတယ်တချို့သောသူတွေကခိုင်းမှဆိုးလို့လားဘာလားမသိဘူးသူ့အမေကကြည့်လိုက်လဲကျန်းစာပဲကြည့်နေရတယ်မျက်စိမှိတ်ပြီးကြည့်နေရလားမျက်စိဖွင့်တချို့မျက်စိဖွင့်ပြီးအိတ်တတ်တယ်လေနော်မျက်စိဖွင့်ပြီးများကျန်းစာအုပ်နဲ့အိတ်နေရလားအဲ့လိုမျိုးပေါ့နော်ရှိတတ်တယ်နော်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာဖျားပေးတဲ့ကျမ်းမာခြင်းတွေအလားတမဖြစ်စေဘူးဖျားကိုဒီနေ့ယေရှုပြုထားတဲ့အသက်ရှင်ခြင်းတွေကိုကျွန်တော်တန်ဖိုးထားဖို့အရေးကြီးပါတယ်အဲ့တော့အေလိယဖျားသူခွန်အားပြန်ဖြည့်ပေးတဲ့အခါမှာဖျားအတွက်ပြန်ထားတယ်ဒီနေ့ဖျားခင်ကျွန်တော်ခန္ဓာခွန်အားစိတ်ခွန်အားဝိညာဉ်ခွန်အားတွေပေးတာကလောကအတွက်မဟုတ်ပါဘူးသူ့အလိုတော်ပြည့်စုံစေခြင်းထဲမှာဘာဖြစ်လဲကျွန်တော်ပါဝင်ဖို့အခွင့်အရေးပေးတဲ့ဘုရားခင်ပေးသနာခြင်းဖြစ်ပါတယ်လို့နော်အဲ့တော့သူဥမင်ထဲကိုဝင်ပြီးတော့သူဆက်သွားတယ်ဒါပေမဲ့သူ့မှာကြောက်စိတ်ရှိသေးတယ်ဥမင်ထဲမှာနေတယ်ထာဝရဘုရားနှုတ်ကပတ်တော်ရောက်လာပါတယ်သူဘယ်နာနေဘုရားကသူ့စကားပြောပါတယ်ကြောက်စိတ်နဲ့ဥမင်ထဲမှာနေရင်လည်းဘုရားခင်စကားပြောပါတယ်ဒီတစ်ခါလေကြိုက်ကျွန်တော်တို့အသက်တာထဲမှာလည်းအခုနပြောလို့ပေါ့နော်ဖယားနဲ့သွားနေရင်ကြောက်စိတ်ဝင်လာပြီဆိုရင်ဘာမှမဟုတ်တဲ့ကိစ္စနဲ့ပြေးရတဲ့လူတွေရှိတယ်အဲ့တော့အေလိယဘာလ450တုန်းကတော့မာမမတ်နဲ့မကြောက်ဘဲနဲ့တယောက်တည်းနဲ့450ကိုမာမမတ်နဲ့မကြောက်ဘဲရှင်ပြန်နိုင်ပေမဲ့ယေဇဗေလဆိုအမျိုးသမီးလေးရဲ့စကားတစ်လုံးလေးကိုကြားတာနဲ့ထွက်ပြေးရလုံးနေရနော်အဲ့တော့တချို့သောကြီးမားတဲ့ပြဿနာဟာကျမတို့ရင်ဆိုင်နိုင်ပေမဲ့တချို့သောကြီးမားတဲ့မကြီးမားပဲသေးသေးလေးဟာကျမတို့တွေမရင်ဆိုင်နိုင်လောက်အောင်စိတ်တက်ကြသွားတတ်တဲ့အခါတွေလည်းရှိတယ်နော်ဒါပေမဲ့ဖယားနဲ့ပြန်ထားဖို့တော့အဲ့တော့သူဒီဆက်ပြီးတော့ကြောက်စိတ်သိမ့်မပြေသေးဘူးဘာဖြစ်လဲသူဥမင်ထဲမှာဆက်တော့သွားတယ်ဘယ်ထဲမှာသွားလဲဥမင်ထဲမှာသွားနေတယ်ဥမင်ထဲမှာသွားပုံးတာထာဝရဘုရားနှုတ်ကပတ်တော်ဘုရားကသူဆက်လက်စကားပြောနေတော့မှအေလိယမင်းပါလို့နေလေသူပြောပါလေကျွန်တော်ကြောက်တော့ကြောက်တယ်ဒါပေမဲ့ဖယားဘက်မှာစိတ်အားကြီးတယ်ဖယားဘက်မှာစိတ်အားတော့ကြီးတယ်ကြောက်စိတ်နဲ့သူဥမင်ထဲမှာရောက်နေတယ်တခါလေကြိုက်ကျိုးအသက်တာထဲမှာလည်းအဲ့လိုပါပဲဖယားဘက်မှာစိတ်အားတော့ကြီးတယ်အိမ်ထဲကနေဖယားเจ้าမရောက်လာတဲ့သူတွေအများကြီးပဲဖယားဘက်မှာစိတ်အားတော့ကြီးတယ်ကျမ်းစာကဖတ်ရမယ်စိတ်ထဲမှာတော့အကြီးကျယ်ခွန်အားတွေဖြစ်နေတယ်အကြီးကျယ်ဖတ်ဖို့တော့နှိုးဆောင်မှုတော့ရတယ်မဲ့ကျမ်းစာကိုမကင်ဖြစ်သေးဘူးအဲ့လိုမျိုးပေါ့နော်အเจ้าရဲ့တစ်ခုခုကကျမတို့ကိုဖယားနဲ့မိတ္တာဖတ်ဖို့အစီအတာဖြစ်တယ်ဒါပေမဲ့ဖယားဘက်မှာစိတ်အားမကြီးဘူးလားဆိုစိတ်အားကြီးတယ်ဖယားနဲ့ပတ်သက်လာညင်းဆန်မလားဆိုတော့ညင်းတော့မညင်းဆန်ဘူးဒါပေမဲ့တချို့သောအเจ้าအရာတွေကဖ
ဖျားမရှိခိုးဖြစ်ဘူးကြားစာမဖတ်ဖြစ်ဘူးဆုတောင်းမဖြစ်ဘူးလားမဖြစ်ခဲ့တာရှိပါတယ်အဲ့တော့အေလိယလည်းဥမေနဲ့မှရောက်တဲ့အခါမှာဘုရားကနှုတ်ကပတ်တော်ရောက်လာတယ်သူကပြောတယ်ဘုရားခင်ဘက်မှာကျွန်တော်စိတ်အားကြီးပါတယ်တဲ့ဒါပေမဲ့တဲ့ဣသေလလူမျိုးအမျိုးသားတို့တဲ့ကိုရိဗြိညင်တရားကိုစွန့်တယ်တဲ့ကိုရိယေပလင်ကိုလည်းဖြိုဖျက်တယ်တဲ့ကိုရိပရောဖက်တို့ကိုလည်းဓာတ်နဲ့တတ်ကြတယ်ကျွန်တော်တယောက်တည်းကြံရင်ကျွန်တော်အသက်ကိုပဲတတ်ကြရှာကြတယ်ဒါဒီလိုပြဿနာကြောင့်ကျွန်တော်စိတ်အားတော့ကြီးပြီမဲ့လောလောဆယ်တော့ကျွန်တော်အမှုတော်အတွက်ကိုထင်မပြနိုင်သေးဘူးပေါ့နော်ဒါကသူ့ရဲ့ reason ဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့အသက်တာထဲမှာကြောက်စိတ်ဝင်လာတဲ့ခါမှာလည်းပဲသူလည်းပဲဗာလဲ reason တွေအမျိုးမျိုးဖျောက်ပြတယ်အဲ့ reason တွေကလည်းမခိုင်မာဘူးလို့ဆိုတော့ခိုင်မာပါတယ်ဘယ်တော့ပဲခိုင်မာဘုရားသခင်အဲ့ reason တွေကနေပြန်ပြီးတော့ဆွဲထုတ်ပါတယ်နော်ဒီဗာလဲအေလိယကိုနောက်တစ်ခါဘုရားကသူ့စကားထပ်ပြောတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကထွက်လာမင်းအဲ့ဒီအချိန်တွေမှာပဲဆက်ရက်နေဖို့မဟုတ်မင်းကခန္ဓာကိုယ်စိတ်ဝိညာဉ်ခွာပေးပြီးဒါပေမဲ့ခန္ဓာကိုယ်စိတ်ဝိညာဉ်ခွာပေးပြီးတော့တွားရင်းနဲ့ဘာဖြစ်လဲတွားရင်းနဲ့အခုနောက်တော့ကအတွေ့အကြုံလေးတွေစကားတွေပြန်ဝင်လာတဲ့ခါကျဘူးလည်းပြန်ရောက်သွားပြန်ရောတခါလေကျကျမတို့ရဲ့ကြောက်စိတ်ခွာပေးလို့တခါထသွားတယ်ပြီးရင်အခုနောက်အကြောင်းအရာလေးတွေစိတ်ထဲဝင်လိုက်တခါတည်းဘာဖြစ်လဲကျမတို့ကကြောက်စိတ်ဝင်လာပြီဆိုတခါဘူးလည်းပြန်ရောက်သွားတယ်အေလိယအဲ့လိုဖြစ်တယ်ဒါပေမဲ့ဘုရားကဘာဖြစ်လဲထွက်ပါဘုရားသူ့ခွာပေးတယ်ဆက်လုံနိုင်ဖို့ဘုရားကထပ်ပြီးတော့ဆွဲခေါ်တယ်စကားပြောတယ်နော်ထွက်ပါအဲ့တော့သူထွက်လာတယ်သူ့ကိုဘုရားတခုပြောတယ်နှုတ်ကပတ်တော်ထွက်လို့ထာဝရဘုရားရှိတောင်ပေါ်မှာရက်လို့ဆိုပြီးတော့ဒီနေ့သူ့ပြောတယ်အဲ့ဒီခါမှာနော်သူဘုရားရှင်သူ့ကိုပြောတဲ့ခါမှာအပိုက်ငယ်ကျွန်တော်7ကိုဖတ်ချင်ပါတယ်လို့နော်နှုတ်ကပတ်တော်ကလည်းထွက်လို့ထာဝရဘုရားရှိတောင်ပေါ်မှာရက်နေလို့ထာဝရဘုရားရှောက်သွားမိဟုမိန်တော်မူ၏ထိုအခါအာကြီးသောလေပြင်းသည်တောင်ထိပ်ကိုခွဲ၍ထာဝရဘုရားရှေ့တော်၌ကြောက်တို့ကိုချိုးဖဲ့၏တို့ရတွင်ထာဝရဘုရားသည်လေ၌ရှိတော်မူလေနောက်မှမြေလှုပ်ခြင်းရှိ၏တို့ရတွင်ထာဝရဘုရားသည်မြေလှုပ်ခြင်း၌လည်းရှိတော်မူမြေလှုပ်ခြင်းနောက်မှမီးရှိ၏တို့ရတွင်ထာဝရဘုရားသည်မီး၌လည်းရှိတော်မူမီးနောက်မှဖြင်းညင်းသောအတန်ရှိထိုအတန်ကိုအေလိယကြားလေနော်အေလိယကိုဘုရားသခင်ကကြောက်စိတ်တွေနဲ့ဒီနေ့သူခွန်အားတော့ရဘုရားသူ့ခန္ဓာခွန်အားလည်းပေးပြီးဆက်လက်ပြီးတော့သူ့စိတ်ဝိညာဉ်ခွန်အားလည်းပေးပြီးသူသွားရင်းနဲ့ဒါပေမဲ့အဲ့ဒီအကြောင်းအရာလေးဝင်လာတဲ့အခါမှာကြောက်စိတ်နဲ့သူဥမင်နဲ့ပြန်ဝင်နေတဲ့အခါမှာဝိညာဉ်တော်ကသူ့ကိုဘာဖြစ်လဲတခါဘုရားကသူ့ဆွဲထုတ်ပါတယ်နော်အဲ့တော့ဒီမှာကျိုးတို့ဖတ်တဲ့အခါမှာပေါ့နော်မြေလှုပ်ခြင်းတွေလေးတွေဘုရားသခင်ကအေလိယကိုအဲ့ဒီချိန်မှာဒေါသမောသနဲ့မခေါ်ဘူးတော့ဖြင်းရင်းနဲ့အတန်နဲ့ခေါ်ပါတယ်စိတ်ပင်ပန်းနေပါတယ်ဆိုမှလာပြီးတော့ငေါ့ငန်းပြီးတော့ခိုင်းမယ်ဆိုဘယ်သူကလှုပ်ချင်မှာနော်စိတ်ဓာတ်ကကြာနေပါဆိုတာရရနေတော့လာခမ်းပေါ့လူကစိတ်ဓာတ်ကကြာနေပါဆိုခိုင်းတဲ့စကားလေးတိုင်ကြီးကလည်းမလှုပ်ချင်စရာကြီးနော်ကျမတို့အချင်းချင်းပါငါလေးတန်းဒီလိုပဲမပြောင်းနိုင်ဘူးလှုပ်ချင်လို့မလှုပ်ချင်နဲ့အဲ့လိုလည်းလှုပ်လို့မရဘူးလူတယောက်ပါဖြစ်နေတယ်ကြည့်ရအောင်မယ်နိနော်ဆိုတော့ဖယားသခင်တောင်မှကြောက်เสียကောင်းတဲ့ဘုရားသခင်တော်မှာကြောက်မက်ပွယ်အတန်နဲ့အေလိယကိုမခေါ်ထုတ်ပါဘူးနော်ကြောက်မက်ပွယ်အတန်လေးတွေရှိရလာတယ်ဒါပေမဲ့အဲ့ထဲမှာဘုရားမရှိဘူးတဲ့ဘုရားကအဲ့ဒီမီးနောက်မှာဖြင်းညင်းသောအတန်အဲ့မှာအေလိယထားအေလိယကိုဘုရားကသူစိတ်တက်ကြပြီးသူကြောက်နေတဲ့အချိန်မှာကြောက်စရာမလိုဘူးကျမတို့ကကြောက်တယ်လို့ဆိုပိုဟောက်တယ်လေနော်ကျမလည်းအဲ့လိုပဲဟောက်တတ်တယ်ကြောက်လိုတာထက်ပိုကြောက်တဲ့အတွက်စိတ်မရှိတော့ဟောက်ပလိုက်တာနော်ဒါပေမဲ့ဘုရားကအရန်သဘောကောင်းတယ်မဟောက်ဘူးဖြင်းညင်းတဲ့အတန်လေးနဲ့ဘာဖြစ်လဲကြောက်နေတဲ့သူဘာဖြစ်လဲခေါ်တာဒီနေ့ကျမတို့ကတစ်ခါကြာရဲ့ကျမတို့ရဲ့လေတန်လေးတွေကနော်သတိထားဖို့ဖြစ်တယ်ဆိုတာလေဒီနေ့နားလည်ရပါတယ်အဲ့တော့အမှဘုရားခင်ကသူဖြင်းညင်းတဲ့အတန်နဲ့ခေါ်ကောင်အဲ့ဒီအတန်ကိုကြားပြီဖြင်းညင်းတဲ့အတန်လေးကိုအေလိယကြားတဲ့အခါမှာမျက်နှာဝတ်လုံနဲ့အုပ်ပြီးတော့တဲ့ကုမင်ဝါကနေရက်တယ်သူထွက်လာပြီဘုရားသခင်သူဖြင်းညင်းတဲ့အတန်နဲ့ခေါ်တဲ့အခါမှာသူထွက်လာပြီဒီနေ့ကျမတို့ညင်ညင်တာတာခေါ်တဲ့အချိန်ထွက်လာရင်တော့ကောင်းတာပေါ့ဒါပေမဲ့ကျမတို့သားသမီးတွေနော်ကျမတို့ဝိညာဉ်မိသားစုတွေတခါလေကျဘုရားသခင်ညင်ညင်တာတာခေါ်ရင်မလာကြဘူးနော်ဘုရားသခင်ချင်းချောင်းမှပဲလန့်ဖြတ်ပြီးထားလာတဲ့လူရှိတယ်နော်ဘုရားသခင်ကလည်းပပဆုံးမလိုက်မှဘုရားခင်ဆုံးမပြီဟဲ့ဒီခါတော့နောင်တမရလို့မရတော့ဘူးဟဲ့ဒါမျိုးတွေလာကြတယ်နော်ဘုရားသခင်ဖြည်းဖြည်းညင်းညင်းနဲ့ခေါ်တဲ့အချိန်မှာလည်းကြော်လာတတ်မယ်ဒါပေမဲ့ဘုရားခင်ကအေလိယနော်သူ့ရဲ့အသက်တာထဲမှာဒီချိန်မှာငေါ့ငန်းပြီးတော့ဒေါ်ကြီးမောကြီးနဲ့ဘုရားခိုင်းရမှာမဟုတ်မင်းကွာယောက်ျားဖြစ်ပြီးတော့ဒီယေဇဗေလလေးတော့ကြောက်နေသေးလားမင်းဟိုမှာလေးပရောဖက်450တော့ငါသက်တည်ပြခဲ့တာမင်းအခုပဲမေ့သွားပြီလား
ဘုရားခင်အဲ့လိုမဟုတ်နော်ဖြင်းရင်းတဲ့အတန်လေးနဲ့ဆက်လက်ပြီးတော့သူ့ရဲ့အလိုတော်ပြည့်စုံဖို့လုံးကဆက်ဆွဲခေါ်တာကျွန်တော်တွေ့ရပါတယ်အဲ့ဒီခါမှာအေလိယထားလာပြီးတော့ဘုရားခင်သူ့ကိုစေခိုင်းတဲ့အရာကိုကျွန်တော်တို့ကြည်ကြရအောင်လို့နော်အပိုင်ငယ်14မှာပေါ့နော်အေလိယကလည်းကျွန်ုပ်ဒီကောင်းကင်ဘုရှင်ဘုရားခင်ထာဝရဘုရား၌အလွန်စိတ်အားကြီးပါပြီအကြောင်းမူကားဣသေလအမျိုးသားတို့သည်ကိုရောဤပြည်ညင်တရားကိုစွန့်ပြီးကိုရောဤပြည်များကိုလည်းဖြိုဖျက်၍ကိုရောဤပရောဖက်များကိုလည်းဓာတ်နဲ့တတ်ကြပါပြီကျွန်ုပ်တယောက်ထိကြာ၍ကျွန်ုပ်တက်ကိုပဲတတ်ခြင်းကရှာကြမှာရှောက်လေသူပြန်ပြီးတော့ဘုရားခင်ရှေ့ကိုတော့သူထွက်လာပါပြီထွက်လာပြီးတော့အခုန reason ကိုသူထပ်ပြောပါတယ်အဲ့တော့15မှာထာဝရဘုရားကဓမ္မသက်တော်တို့ပြန်၍ခရီးသွားတော့ရောက်တော့ကဟာဇေလကိုရှုရိရှင်ပေအရာ၌ခန့်ထား၍ဗိသိက်ပေးလောနေရှိသားယေဟုကိုဣသေလရှင်ပေအရာ၌ခန့်ထား၍ဗိသိက်ပေးလောအာဘေလမဟောလမြို့နေရှာဖတ်သားအလိရှေတင့်ကိုစားပရောဖက်အရာ၌ခန့်ထားလောဟုခန့်ထား၍ဗိသိက်ပေးလောဆိုတော့ချင်းကြီးတဲ့အတန်နဲ့ဘုရားခင်ကသူ့ကိုဆွဲခေါ်ပြီးတော့နောက်ထပ်လုံရမယ်အလုပ်တွေကိုအပ်တာကိုကျွန်တော်တွေ့ရပါတယ်နော်မလုံချင်တော့လို့လုံတော့လုံချင်တယ်ဒါပေမဲ့အကြောင်းအရာတွေကလုံဖို့အာရော့လာတယ်နော်အဲ့တော့အကြောင်းအရာတွေစဉ်းစားတဲ့အခါမှာဖယားသခင်၌အားကြီးပေမဲ့ဘာဖြစ်လဲမထွက်လာရင်အဲ့ချိန်မှာဖယားသခင်ကသူ့ကိုဖြင်းခြင်းတဲ့အတန်နဲ့ခေါ်တယ်သူနာခံပါတယ်ထွက်လာတယ်ထွက်လာပြီးတဲ့အခါမှာဖယားကဘသူ့ကိုဘယ်ဘရင်ဘသူ့ကိုဘယ်ဘရင်ဘသူ့ကိုတော့မင်းရဲ့လက်ထောက်စသဖြင့်ပေါ့နော်ဘုရားခင်ကအလုပ်တွေကိုခတ်အပ်ပေးတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့လူငယ်လေးတွေကကျွန်တော်တို့အနာဂတ်တွေပျောက်ပြီလို့ပြောကြပါတယ်ကျမကသူတို့ကိုအားပေးပါတယ်မယုံကြည်သူပဲဒီစကားကိုပြောပါစေငါတို့ယုံကြည်သူဒီစကားမပြောရဘူးငါတို့မှာအေမာနွေလကကဘာပုံတိတောင်သင်တို့နဲ့ငါအတူရှိနေဆိုတဲ့ဖခင်အဲ့ဒီဖခင်အတူရှိနေသူအဲ့ဒီဖခင်နဲ့အသက်ရှင်တဲ့လူတွေဘယ်တော့မှအနာဂတ်မပြောင်းဘူးနော်ကျမတို့ရဲ့အနာဂတ်ဟာလူရဲ့လက်ထဲမှာမရှိဘူးကျမတို့ယုံကြည်သူရဲ့အနာဂတ်ဘုရားလက်ထဲမှာပဲရှိတယ်ဒါကြောင့်အေလိယရဲ့အနာဂတ်ကဘုရားလက်ထဲမှာရှိတော့ကြောင့်သူကသေဖို့တောင်းတာဖြစ်ပေမဲ့လည်းဘုရားသခင်ကသူ့ဆက်လက်ပြီးတော့အလုံးလုံးခိုင်းတာဖြစ်ပါတယ်နော်သူစိတ်တက်ကြတယ်ခန္ဓာလည်းပင်ပန်းပြီးစိတ်တက်လည်းကြတဲ့အတွက်သေဖို့ပဲသူဆူတောင်းပါတယ်စိတ်တွေပင်ပန်းလာပြီဒါပေမဲ့ဘုရားသခင်ကသူကြနေတဲ့စိတ်တော့ပြန်မြင့်တင်ပေးတယ်။ तू အားနဲ့နေတဲ့ခန္ဓာခွန်အားပြန်ပေးတယ်နော်။ तू မျောလင့်ချက်မဲ့နေတဲ့အရာကိုဘာဖြစ်လဲဘုရားကမျောလင့်စရာအကြောင်းတွေပြန်ပေးတယ်။ तू ကအလုံးမလုံးချင်တော့ဘူးဒါပေမဲ့ဘုရားက तू အလုံးဆက်ခိုင်းတယ်။အဲ့ဒီခိုင်းတဲ့အရာပေါ်မှာ तू ဝင်ခံတဲ့အတွက်အေလိယဒီရတန်ပင်အောက်မှာသေဖို့ဆူတောင်းချက်ကိုဘုရားဘာလို့အဖြစ်မပေးခဲ့တာလဲဆိုတော့သူ့ကိုအရှက်လက်လက်ကောင်းကင်နိုင်ငံခေါ်ဖို့အစီအစဉ်ရှိသောကြောင့်ဖြစ်ပါတယ်။ဒါ့ဒီနေ့ကျမတို့ယုံကြည်သူတွေအမှုတော်ဆောင်တွေယုံကြည်ခြင်းပါပြီးတော့စိတ်နှခွမရှိဘဲနဲ့ဆုတောင်းကြပြီမဲ့တစ်ခါကျရင်အဲ့ဒီဆုတောင်းချက်ကိုဘုရားအဖြစ်မပေးခြင်းကကျမတို့ရဲ့အတ္တတာထဲမှာတာ၍ကောင်းတဲ့အစီအစဉ်တွေရှိလို့ဖြစ်ပါတယ်။အဲ့ဒီတာ၍ကောင်းတဲ့အစီအစဉ်ဟာမမြင်ရသေးဘူးအနာဂတ်မှာမမြင်ရသေးပေမဲ့လည်းဘာဖြစ်လဲကျမတို့ဖယားနဲ့ဆက်သွားပါစိတ်ဓာတ်ကြပေမဲ့ဖယားအတန်ဆက်နားထောင်ကြောက်တယ်ဥမင်ထဲမှာနေတယ်နှုတ်ကပတ်တော်အတန်ရောက်လာတဲ့ခါမှာသူကြားတယ်ပြောချင်တာကဒီနေ့ဖယားအထံတော်ထဲမှာပြေးနေတဲ့လူတွေအထံတော်ကနေထွက်ခြင်းကပြေးအထံတော်ကနေထွက်သွားတဲ့သူမဟုတ်ဘဲနဲ့ဖယားရဲ့မျက်မှောက်တော်ထဲမှာပဲဒီနေ့ကြောက်စိတ်နဲ့ဖယားခိုင်းတဲ့အရာလုံးရမယ့်အရာရှိပေမဲ့စိတ်တက်ကြနေတဲ့ကြောက်စိတ်တွေဝင်လာတဲ့ခါကျရင်အလုံးဆက်မလုံးချင်တော့ဘူးအဲ့ဒီခါကျရင်ဖယားအတန်နားထောင်ကြည့်ပါဖယားဘာပြောနေလဲဖယားကစကားပြောတယ်တင်နဲ့ကျမကြောက်နေတဲ့အချိန်မှာလည်းစကားပြောတယ်ဖယားတင်နဲ့ကျမစိတ်တက်ကြတဲ့အချိန်မှာလည်းစကားပြောတယ်ဖယားတင်နဲ့ကျမဒီနေ့ကျမတို့အာရော့ပြီးတော့နော်ဘာမှလှုပ်ချင်ကန်ချင်မရှိတဲ့အချိန်မှာလည်းစကားပြောတယ်ဖယားသခင်ဖြစ်ပါတယ်ဒါ့ဖယားသခင်ဟာအသက်ရှင်တဲ့အတွက်စကားအများတန်းပြောပါတယ်အေလိယကိုဖယားစကားပြောတယ်ခန္ဓာကိုစိတ်ကိုဝိညာဉ်ကိုပင်ပန်းနေတဲ့ချိန်မှာဖယားစကားပြောတယ်သူကြောက်စိတ်နဲ့ဥမင်ထဲမှာနေတဲ့ဖယားသူစကားပြောတယ်အဲ့အတန်သူနားထောင်တယ်အဲ့ဒီအတန်ရှိတဲ့အတိုင်းကြောက်တော့ကြောက်တယ်ကြောက်စိတ်နဲ့ပဲအဆုံးသတ်တဲ့သူမဟုတ်ဘဲနဲ့အတန်တော်နဲ့အဆုံးသတ်တဲ့သူဖြစ်ပါတယ်ဒီနေ့ကျမတို့လည်းမကြောက်တော့လားကြောက်တာပေါ့နော်ဒီနေ့ကျမတို့စိုးရင်စရာမရှိဘူးလားရှိတာပေါ့ကျမတို့စိတ်တွေမပင်ပန်းဘူးလားပင်ပန်းတာပေါ့စိတ်ဓာတ်တွေမကြောက်ဘူးလားကြာတာပေါ့အဲ့ဒီအချက်ကနေကိုရောအတန်ကိုဆက်လက်နားထောင်ပါနှုတ်ကပတ်တော်ဘာပြောနေလဲဆက်လက်အရာယူပါအဲ့ဒီပြောလာတဲ့နှုတ်ကပတ်တော်ပေါ်မှာဝန်ခံပါဒ
ဒီနေ့ကျမတို့တာ၍ကောင်းတဲ့အကြံစီနဲ့အဆုံးသတ်ပေးမယ်ဘုရားခင်ဖြစ်ပါတယ်ဒါကြောင့်အေလိယရတန်ပင်အောက်မှာအဆုံးသတ်ဖို့သူကအကြံစီရှိတာဘုရားတကယ်ရတန်ပင်အောက်မှာအဆုံးသတ်ဖို့မဟုတ်ဂျော်ဒန်ကိုကြော်ပြီးတော့ဒီနေ့သူ့ကိုအရှက်လက်လက်ကောင်းငယ်နိုင်ငံတက်ဖို့စီစဉ်ပေးသွားတဲ့ဘုရားခင်ဖြစ်ပါတယ်။ဒါကြောင့်ခုနကတော့အေးဖက်မှာကျွန်တော်ဖတ်တယ်တကိုးနဲ့ပြုတ်ပြီးတော့ကျွန်တော်တောင်းပန်ကြံစီတာထက်တာ၍ပြုတ်ပေးတဲ့ဘုရားဖြစ်ပါတယ်။အဲ့ဒီပြုတ်ပေးတဲ့ဘုရားရဲ့နာမဟာကဘာဆက်ဘုံကြီးပါစေအာမင်ဆိုပြီးတော့ထူထားတာဒါကထာဝရဘုရားထူထားတဲ့အာမင်ဖြစ်တဲ့အတွက်မင်္ဂလာရှိတယ်။အဲ့တော့ဒီနေ့နှုတ်ကပတ်တော်နဲ့ခွန်အားယူနေတဲ့ကျမတို့တွေစိတ်တက်ကြတဲ့အခါမှာခန္ဓာတွေပင်ပန်းတဲ့အခါမှာเนาะကျမတို့မလုံချင်မကင်ချင်တော့တဲ့အခါမှာနောက်ဆုံးဖျားတရားတော်မှာလက်လျှော့ချင်တဲ့အချိန်မျိုးရောက်လာပါလိမ့်မယ်အဲ့ဒီချိန်ကြရင်လည်းကျမတို့ကဘဝကိုအရှုံးပေးဖို့မဟုတ်ပါဘူးเนาะတေခြင်းစိတ်ပေါက်တဲ့အထိဖြစ်ပါတယ်အေလိယလိုပဲသို့တော်လည်းပဲဖျားနဲ့ခွန်အားယူပါအေလိယဆုတောင်းမပြတ်ဘူးဖျားရဲ့နှုတ်ကပတ်တော်နားထောင်ခြင်းမပြတ်ခဲ့ပါဘူးခန္ဓာပင်ပန်းတဲ့စိတ်တက်တွေကြတယ်စိတ်တွေပင်ပန်းပြီပဲလေအေလိယသည်ဖယားအထံတော်ကဘယ်တော့မှမထွက်သွားပါဘူးဒီနေ့အထံတော်ထဲမှာနေတဲ့ဒုက္ခရောက်တဲ့လူရှိသလိုအထံတော်ကထွက်သွားပြီးဒုက္ခရောက်တဲ့လူတွေရှိတယ်ဒါပေမဲ့မတူဘူးဆိုတာခုနကကျွန်တော်ပြောလို့ပဲယောနာကတော့အထံတော်ကထွက်သွားတဲ့တွေ့ကြုံတဲ့ဒုက္ခဖြစ်တယ်အေလိယကအထံတော်ထဲမှာပြေးနေတဲ့တွေ့တဲ့ဒုက္ခဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေအထံတော်ထဲမှာကောင်းစွာနေနေလဲစိတ်တက်ကြစရာတွေစိတ်ပင်ပန်းစရာတွေပေါ့နော်ဒီနေ့ကျွန်တော်တို့အားမရစရာအကြောင်းတွေတွေ့ရပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်အရှုံးပေးဖို့မဟုတ်ပါဘူးကိုဆုတောင်းတယ်ယုံကြည်ခြင်းပါပြီးတော့စိတ်နှခွမရှိဘဲနဲ့ဆုတောင်းနေတာပဲဘာကြောင့်ဘုရားသခင်ကအဖြစ်မပေးရလဲစိတ်တကြဖို့မဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့တောင်းပန်ကြံစီတာအထက်တာ၍ကောင်းတဲ့အစီအစဉ်ဘုရားပြင်ဆင်ပေးထားလို့ဖြစ်ပါတယ်မောရှေခန္ဓာပြုမဝင်ရချင်ဆုံးရှုံးသွားတာမဟုတ်ပါဘူးဘသူမှမရတဲ့အခွင့်အရေးကြီးကိုယ်တိုင်ကိုကြောက်ဖျောင်းမြင်ဘူးရတဲ့အခွင့်အရေးသူရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အများသူကအခွင့်အရေးရပြီးမှကိုတယောက်တည်းမှဒါကြီးမရဘူးလားဆိုစိတ်တကြဖို့မဟုတ်။အဲ့ဒီအများသူကမရတဲ့အခွင့်အရေးကြီးကိုယ်မှာရှိနေတယ်ဆိုတာကိုနားလည်ချီးမွမ်းရပါလိမ့်မယ်။နားမလည်ရင်တော့ဒီနေ့ကျွန်တော်တို့ဖျားကိုစိတ်ကောက်တာနဲ့ပဲအချိန်ကုန်ပါလိမ့်မယ်။ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာဖျားနဲ့တရားနဲ့နေရင်နဲ့စိတ်ပင်ပန်းခြင်းတွေကြုံရပါလိမ့်မယ်။ဖျားနဲ့တရားနဲ့နေရင်နဲ့စိတ်တကြခြင်းတွေခန္ဓာကိုယ်မှာခွန်အားတွေလိုအပ်တဲ့ခါရှိပါလိမ့်မယ်ထို့အခါမှာဘုရားခင်ပေးသနာပါလိမ့်မယ်ဒီနေ့ခန္ဓာခွန်အားလိုသလားစိတ်ဝိညာဉ်ခွန်အားလိုနေလားဒီနေ့ဝိညာဉ်ရမှာအားလိုညာဘုရားပေးပါလိမ့်မယ်အလုတ်လိုနေတာဘုရားပေးပါလိမ့်မယ်အေလိယကိုဘုရားအလုတ်ထပ်အပ်ပါတယ်သူအပ်တဲ့အလုတ်ကိုဘုရားအပ်တဲ့အလုတ်ဘုရားအတန်တော်တိုင်းသူဆက်လုပ်တယ်နော်အဲ့တော့သူဘုရားအတန်တော်တိုင်းသူဆက်လုပ်တာကိုကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့တော့အေလိရှေကိုမင်းနေရာမှာခတ်အပ်ပါဆိုသူသွားပြီးတော့ခတ်အပ်တယ်နေရှိသားယေဟုကိုလည်းဣသေလရှင်ဘင်မှာခတ်အပ်ပါဆိုသူခတ်အပ်လိုက်တယ်နော်အာဘေလမဟာမြို့မှာနေတဲ့ရှာဖတ်သားအေလိရှေကိုတင့်နေရာမှာပရောဖက်ခတ်ပါဆိုခတ်တယ်ဟာဇေလကိုရှုရရှင်ဘင်မှာခတ်ပါအလုတ်ပေးလိုက်တယ်အဲ့ဒီပေးတဲ့အလုတ်အတီးတီးကိုသူဆက်လက်ပြီးတော့ဝန်ခံလုပ်သွားပါတယ်ဒီနေ့ကျမတို့အသက်တာထဲမှာကျမတို့ကိုဘုရားသခင်ကသူခိုင်းမဲ့အလုတ်အတီးတီးတယောက်ချင်းစီထဲမှာရှိပါတယောက်နဲ့တယောက်လုံးရတဲ့အလုပ်တော့မတူပါဘူးဒါပေမဲ့ကျမတို့ကိုအတီးတီးဖရားကလက်လွတ်စပယ်မဖြစ်ထားတဲ့ဖရားမဟုတ်ပါဘူးအလုံးလက်မဲ့ထားတဲ့ဖရားမဟုတ်ပါဘူးအရောက်ချင်းစီတိုင်းကိုလုံးရမဲ့အလုပ်ပိုစီပေးတဲ့ဖရားခင်ဖြစ်ပါတယ်အဲ့လိုပေးတဲ့အခါမှာကျမတို့ရဲ့တက်ဆွမ်းခြင်းနဲ့ပေးတာမဟုတ်ပါဘူးဝိညာဉ်တော်အားဖြင့်တက်ဆွမ်းနိုင်တဲ့ခွန်အားနဲ့ဖရားကလောက်ရတဲ့ခွန်ပေးမှာဖြစ်တယ်ဒါကြောင့်မလို့ဇာခရိပြောသလိုပဲဘူချာအဖြစ်မဟုတ်အာနာအဖြစ်မဟုတ်ဝိညာဉ်တော်အဖြစ်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဖရားပေးတဲ့အခွင့်အရေးကိုကျွန်တော်လုံနိုင်မယ်ဆိုအိမ်မှုကိစ္စပဲဖြစ်ဖြစ်အသင်းတော်ကိစ္စပဲဖြစ်ဖြစ်အမှုတော်ထဲမှာဆက်ဆိုင်တဲ့အရာပဲဖြစ်လုပ်ငန်းနဲ့ဆက်ဆိုင်တဲ့အရာပဲဖြစ်ဖြစ်လုံနိုင်တဲ့ခွန်ကဝိညာဉ်တော်ကကျွန်တော်တို့မဆမယ်ဆိုတော့ကိုမြတ်တာနဲ့ပြောပြချင်ပါတယ်ဒါကြောင့်ဒီနေ့ခေါင်းစဉ်တိုင်းဖရားခင်ပေးသနာတော်မူတယ်ဖရားခင်ဘာကိုပေးသနာလဲဒီနေ့ခန္ဓာခွန်အားပေးသနာမယ်စိတ်ခွန်အားပေးမယ်ဝိညာဉ်ခွန်အားပေးမယ်ဒီနေ့ဘာလုပ်ရမလဲဆိုတဲ့ဒီနေ့အလုပ်ကိုလည်းပေးသနာလိမ့်မယ်စိတ်တက်ကြတဲ့အချိန်မှာလည်းဖရားနဲ့အတန်ကိုဆက်လက်နားထောင်ပါနော်ဝိညာဉ်ခွန်အားတွေရောတဲ့အခါမှာလည်းအတန်တော်ဆက်နားထောင်ပါအေလိယလိုပဲကြောက်စိတ်နဲ့ပြေးတယ်ဟိုပုံးဒီပုံးဒါမဲ့ထာဝရဘုရားနှုတ်ကပတ်တော်သူအမြဲတမ်းကြားနေရတယ်ဒီနေ့ကျမတို့ခဲဆိုသောကာလမှာအသင်းတော်တွေမှာဘုရားနှုတ်ကပတ်တော်ကြားခွင့်ပေးတယ်အိမ်တွေမှာနှုတ်ကပတ်တော်ဖိုင်နဲ့ဘုရားကြားခွင့်ပေးတယ်ဒီမနေ့မှာဘုရားကကျမတို့နှုတ်ကပတ်တော်ထဲမှာခွိုက်ထဲမှာဘုရားသွန်သင်တဲ့အရာတွေကတော့ဘုရားကသိမ်းယူရတဲ့အခွင့်လည်းပေးတယ်လို့ခွဲဝေရတဲ့အခွင့်လည်းပေးပါတယ်တဲ့
အဲ့ဒါကိုကျမနားလဲတခါလေကြာကျွန်တော်ယုံကြည်သူတွေတိမ့်ပိုက်တာတော့တာဝန်ကျေကြတယ်ဖွဲဝေခြင်းမှာတာဝန်မဲ့နေကြတယ်တိမ့်ပိုက်ခြင်းမှာတာဝန်ကျေတယ်လို့ဖွဲဝေခြင်းမှာလည်းတာဝန်ကျေရမယ်နော်ဘုရားခင်ပေးတဲ့ကောင်းချီးမင်္ဂလာရိတ်သိမ်းခြင်းမှာကျွန်တော်တို့တာဝန်ကျေတယ်လို့ဘုရားသခင်ကပြန်လဲပြီးတော့ဖြန့်ကျဲပါလို့ပြောတဲ့ချိန်မှာလည်းကျွန်တော်ရက်ရောရမယ်အဲ့ဒါလေးကိုပေါ့နော်ဒီနေ့ဘုရားကနားလည်ခိုင်းပါတယ်ဒါကြောင့်မလို့ဘုရားခင်ကကျွန်တော်တို့ကိုတိမ့်ပိုက်ဖွင့်ပေးတဲ့အရာတွေကဘယ်သူတွေကိုပြန်ပြီးခွဲဝေပေးဖို့လဲဆိုတာကိုလည်းဘုရားသခင်ကဒီနေ့ကျွန်တော်တို့စကားပြောတဲ့အတွက်အဲ့ပြောတဲ့အရာပေါ်မှာနားခံမယ်ဆိုရင်တိမ့်ပိုက်ရကြိုးလည်းနှက်မယ်နော်အဲ့တိမ့်ပိုက်ခြင်းဟာလည်းကောင်းကင်ဘဏ္ဍာပြန်ဖြစ်တယ်ခွဲဝေခြင်းအပြကောင်းကင်ဘဏ္ဍာပြန်ဖြစ်တယ်ဆိုတာကိုလည်းနားလည်ရတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာဖယားနဲ့တရားနဲ့နေပြီးတော့အခက်ခဲမတွေ့ဘူးလို့မဟုတ်တွေ့မယ်သူတို့ကဖယားနဲ့တရားနဲ့နေပြီးတော့ငါတို့ကဖယားနဲ့တရားနဲ့မနေတဲ့လူထက်တောင်ဒုက္ခရောက်ပါလားအဲ့လိုလဲပြောခံတဲ့ချိန်ရောက်ပါလိမ့်မယ်ရောက်ပါစေမင်္ဂလာရှိပါတယ်နော်ဒုစရိုက်လုပ်ပြီးတော့ဒုက္ခရောက်တာမဟုတ်ဘူးဖယားနဲ့တရားနဲ့နေပြီးဒုက္ခရောက်တာအတွက်ဖြစ်တဲ့အတွက်မင်္ဂလာရှိပါတယ်ပြန်ထားတဲ့အခါမှာဘုံထင်ရှားခြင်းနဲ့ပြန်ထားမယ်ဖယားနဲ့တရားနဲ့မနေဘဲနဲ့ဖယားဒဏ်ခတ်ခြင်းနော်ဒုက္ခရောက်တဲ့လူကဘုံမထင်ရှားပဲအဆုံးသတ်မယ်ဖြစ်တယ်ဒါကြောင့်အေလိယဒီဒုက္ခတော့ရောက်ပါတယ်ဖယားနဲ့အသက်ရှင်နဲ့ရောက်တဲ့ဒုက္ခဖြစ်တဲ့အတွက်ဒီနေ့ဘုံထင်ရှားတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ဖယားခင်တင့်မိသားစုတင့်အသင်းတော်ကျမတို့တိုင်းနိုင်ငံမှာဖယားဘာပေးသနာဖို့ရှိလဲဖယားပေးသနာပါလိမ့်မယ်ဖယားရဲ့ပေးသနာခြင်းဟာရောက်လာပါလိမ့်မယ်ရောက်နေပါလေဆိုတာကိုမေတ္တာနဲ့ပြောပြလိုပါတယ်အရောက်စီတိုင်းအတွက်ဤနှုတ်ကပတ်တော်အဖြစ်ဖယားရှင်ကောင်းချီးရှိပါစေ